ကျွန်တော်တို့ဘုရားဘာသာမြန်မာလူမျိုးများဘိုးစဉ်ပေါင်းဆက်ကအစအခုလိုကာရဝပြုတဲ့ပွဲမျိုးကိုသို့မဟုတ်မင်္ဂလာပွဲအလှပွဲစသည်တို့မှာလူကြီးသူမများကတန်ဖိုးရှိတဲ့အဆိုးအမိတ်များကိုမိန့်ကြားမွေးဟတဲ့အခါမှာအားလုံးသောလူငယ်များကသာဓုခေါ်ပြီးလူကြီးများကလည်းပဲအဲ့ဒီမိမိတို့ရဲ့အသက်အရွယ်ဂုဏ်တရားအဖြစ်ငယ်တဲ့ပုဂ္ဂိုလ်များကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြပါစေအဲ့ဒီလိုသူပေးမြဲဖြစ်ပါတယ်တမန်အဖြစ်အမှတ်တမဲ့ပဲကျမ်းမာချမ်းသာကြပါစေစိတ်ကိုယ်စိတ်နှလုံးပြုရှင်ကြပါစေလူဝဆန္ဒပြေးပါစေပြောတယ်တည်တည်ချာချာစဉ်းစားကြည့်ရင်ကျမ်းမာကြပါစေချမ်းသာကြပါစေဘာဖြစ်လို့ကျမ်းမာကြပါစေကိုရှေ့ကထားတယ်လေစဉ်းစားကြည့်ကြပါကျမ်းမာခြင်းဟာချမ်းသာခြင်းတဲ့ပို၍အရေးကြီးသောကြောင့်ကျမ်းမာခြင်းကိုဟိုးရှိကနဦးကလေးကရှေ့ကထား၍ဆူတောင်းမေတ္တာပို့တာတယ်လို့ကျွန်တော်တို့တွေးမိပါတယ်ကျမ်းမာခြင်းဟာသတ္တဝါမှန်သမျှအတွက်အင်မတန်မှအရေးကြီးပါတယ်ဘလောက်ချမ်းသာဘလောက်ပညာတွေတတ်ဘလောက်ပစ္စည်းတွေရှိဂုဏ်တရားတွေဘလောက်ကြီးမကြမ်းမာရဲ့အိယာတွေလဲနေမှာပါခင်ဗျာဘာမှလှုပ်ရှားနိုင်မှုသွားလာနိုင်မှုစားတောက်နိုင်မှုပြောဆိုနိုင်မှုမရှိပါဘူးဒီတော့ချမ်းသာခြင်းတဲ့ကျမ်းမာခြင်းကပို၍အရေးကြီးသောကြောင့်ကျွန်တော်တို့ရဲ့ဘိုးဘွားပြီးပင်အမိအဖစသည်တို့ကကျွန်တော်တို့ကိုအဲ့ဒီလိုဆုပေးခြင်းဖြစ်တယ်ဆုတောင်းခြင်းဖြစ်တယ်လို့ကျွန်တော်မှတ်ယူမိပါတယ်တကယ်လည်းအရေးကြီးပါတယ်ဒါကြောင့်လည်းပဲကျွန်တော်တို့ကိုးကွယ်ရာဗုဒ္ဓဘုရားရှင်ကိုရောမြတ်ကြီးကအရောကြံပရမန်လာဘံလို့ဟောကြားတော်မူခြင်းဖြစ်ပါတယ်ကျွန်တော်တို့အခုပြောနေတာကလူဤကျမ်းမာခြင်းစိတ်ဤချမ်းသာခြင်းစိတ်ဤကျမ်းမာခြင်းလူချမ်းသာသလိုစိတ်လည်းချမ်းသာရမယ်လူကျမ်းမာသလိုစိတ်လည်းကျမ်းမာဖို့လိုပါတယ်ဘာကြောင့်ကျွန်တော်တို့ဒီမှာတတဝါရေလို့ဖြစ်လာရင်ယုတ်နံနှစ်ပါးပေါင်းစားရပါတယ်ရုပ်ရှိတယ်နာမရှိရင်ဘယ်လိုလုပ်ပေါင်းမလို့နာရှိတယ်ရုပ်မရှိရင်ဘယ်လိုလုပ်ဖြစ်မလို့ရုပ်နဲ့နာနှစ်ခုပေါင်းတဲ့အတွက်တတ္တဝါဆိုတာဖြစ်လာပါတယ်တတ္တဝါဆိုတဲ့အထဲမှာကျွန်တော်တို့လူသားအပါအဝင်အခြားသောတတ္တဝါအနန္တလို့ဘုရားဟောခဲ့ပါတယ်စัจ java လာအနန္တရှိသလိုတတ္တဝါလည်းအနန္တရှိပါတယ်အဲ့ဒီတတ္တဝါများထဲမှာကျွန်တော်တို့လူသားတွေဟာလည်းပဲထူးခြားတဲ့ဉာဏ်ရည်နဲ့ပြည့်စုံပြီးမွေးဖွားသန့်စင်လာပါတယ်အဲ့ဒါကိုတော့ဇာတိလို့ခေါ်ပါတယ်ဇာတိဇရာဗျာတိမရဏဆိုတဲ့၄မျိုးရှိပါတယ်အဲ့ဒီ၄မျိုးကအစဉ်အလိုက်ရွတ်လို့သာရွတ်ရပါတယ်သို့သောအဲ့ဒီအစဉ်အလိုက်တိုင်းဖြစ်သလားဆိုတော့မဟုတ်ပါဘူး
ဇာတိပြီးမှဇရာဇရာပြီးမှဗျာတိဗျာတိပြီးမှမရဏဆိုတာလာလိမ့်မယ်လို့ကျင်းသေးပေါ့မယူဆကြပါနဲ့ဇာတိဆိုတဲ့မွေးဖွားလာစဉ်ကာလမိတွင်တဲမှာကိုကဗျာတိဆိုတဲ့တရားဟာကပ်ရပါလာပါတယ်ဒါကြောင့်လည်းပဲမိတွင်ထဲမှာကိုတငယ်နာယောဂဘောင်းစုကန့်ညီပြီးတော့ဆုံးပါရတဲ့ကလေးတွေအများကြီးရှိပါတယ်ကောင်းပါပြီအဲ့ဒီမိတွင်9ရက်ကျော်လို့လသားအရွယ်နှစ်သားအရွယ်10နှစ်သားအရွယ်ဒီကြားထဲမှာကိုဗျာတိဆိုတာမရှိဘူးလားရှိတာပဲတတ္တဝါရှိနေသည်၍ဗျာတိဆိုတာကပ်ရဲ့ရှိနေမှာပဲဒီတော့အဲ့ဒီဗျာတိဆိုတဲ့နာခြင်းဝေဒနာကပ်ရောက်လာမှစိုးတဲ့အတွက်လူတွေဟာဆေးဝါးအစရှိသည်စင်ကျင်တုံးတရားတွေနဲ့အစအသောက်နေထိုင်သွားလာစသည်တို့ကိုစင်ကျင်ရခြင်းဖြစ်ပါတယ်ဒါခန္ဓာကိုယ်ရဲ့ကျမ်းမာမှုခန္ဓာကိုယ်မှာကျမ်းမာမှုရှိတဲ့အတွက်လည်းပဲဆယ်စုနှစ်တစ်ခုဆယ်စုနှစ်နှစ်ခုသုံးခုလေးခုငါးခု6ခု9ခု10ခုအစရှိတာတွေကြော်လွှားနိုင်ကြတဲ့ပုဂ္ဂိုလ်တွေအများအပြားရှိလာကြပါပြီအဲ့ဒီရှိလာကြတဲ့ဆယ်စုနှစ်10ခု9ခုကြော်နိုင်တဲ့လူစွမ်းကောင်းတွေဟာတို့တဲ့ရွယ်သူတွေတို့တဲ့ငယ်သူတွေတော့အနိစ္စသဘောကိစ္စချောကုန်ကြပြီတို့တဲ့ဘယ်တော့များလဲဟဲ့လို့အာမငယ်စေခြင်းမဟုတ်အာမငယ်ပဲနဲ့အဲ့ဒီလိုဆယ်စုနှစ်တစ်ခုနှစ်ခုသုံးခုလေးခုငါးခုစရှိသည်ဆယ်စုနှစ်ပေါင်းများစွာကိုကျော်လွှားနိုင်စွမ်းရှိတဲ့သူရဲကောင်းများဖြစ်တယ်လို့အင်မတန်အိုမင်းနေကြတဲ့အသက်80 90ပုဂ္ဂိုလ်များပြောကြအားပေးလိုပါတယ်ကိုအားတင်ပါကိုအားဖြည့်ပါကိုမှန်ဆိုတာလေးထားပါငါကိုငါပြုစောင့်ရှောက်နိုင်လွန်းလို့ငါကိုငါထိမ့်သိမ့်နိုင်လွန်းလို့အစသာရာဆင်ခြင်နိုင်လွန်းလို့တင့်တော်လျောက်ပတ်တဲ့ဆေးဝါးတွေကိုစားတောက်ခြင်းကြောင့်တင့်တော်လျောက်ပတ်တဲ့အစားအစာများကိုသုံးဆောင်ခြင်းကြောင့်သို့မဟုတ်မသင့်တော်တဲ့အစားအစာများကိုရှောင်ကျဉ်ခြင်းကြောင့်ငါတို့အသက်ရှည်တာပါလားဒါရင်လားဆိုတော့မဟုတ်သေးဘူးခင်ဗျာဒါကိုတွင်းအန္တရာယ်ဖြစ်ပါတယ်ပြင်ပအန္တရာယ်ဆိုလည်းရှိပါသေးတယ်အပြင်ပသွားမယ်ဆိုရင်တော့ခလုတ်တိုက်တာလည်းရှိမယ်မွေကြိုက်တာလည်းရှိမယ်ခွေးကြိုက်တာလည်းရှိမယ်ကားတိုက်တာလည်းရှိမယ်အမျိုးစုံသောအန္တရာယ်တွေကပြင်ပမှာရှိနေပါတယ်အဲ့ဒီအန္တရာယ်တွေကိုလည်းပဲကျော်လွှားနိုင်ကြပါလိမ့်မယ်တို့မှသာစောစောကကျွန်တော်စီရင်ခန်းနဲ့ဆယ်စုနှစ်တစ်ခုနှစ်ခုသုံးခုလေးခု10ခု9ခုအထိကျော်လွှားနိုင်မှာဖြစ်ပါကြောင်းခန္ဓာကိုယ်နဲ့ပတ်သက်လို့ပြောဆိုလိုပါတယ်အဲ့ဒါနဲ့တွဲရရှိတဲ့စိတ်ရဲ့အကြောင်းလည်းပြောချင်ပါတယ်စိတ်ရဲ့ကျမ်းမာမှုစိတ်ရဲ့ချမ်းသာမှုစိတ်ရဲ့ပျော်ရွှင်မှုကြည်လင်မှုဘယ်သူ့အပေါ်မှာတည်တယ်လဲဆိုတော့မိမိအပေါ်မှာပဲတည်ပါတယ်မိမိကမှန်တာလို့ဟုတ်တာပြောအစသာရမှာကိုယ့်ဘက်ကအမှားမရှိတဲ့ပုဂ္ဂိုလ်ဟာစိတ်ဤကျမ်းမာခြင်းစိတ်ဤချမ်းသာခြင်းကိုမလွဲမသွေကြုံတွေ့ရမှာဖြစ်ပါတယ်ဘုရုဇင်တို့အရာအမှားအယွင်းတိမ်ဆောင်ဆိုတာမရှိဘူးလားရှိနိုင်ပါတယ်နဲတာနဲ့များတာတော့ကွာလိမ့်မယ်တောက်လျှောက်ကြီးမှားလာတဲ့လူတွေရှိသလိုဟာမှားတော့ငါမှားသွားပြီစင်ကျင်နှုတ်တရားလေးထားလိုက်တဲ့အတွက်ကိုယ်မှာဝန်းမြောဝန်တာလေးဖြစ်သွားပြီးတော့အမှားအယွင်းတိမ်ဆောင်တွေကိုလည်းပဲရှောင်ကျင်နိုင်တဲ့အတွက်
စိတ်ဤကြမ်းမာခြင်းစိတ်ဤချမ်းသာခြင်းကိုရရှိလာပါတယ်ပြီးတဲ့နောက်ပျော်ရွှင်စရာကောင်းလာတဲ့ဒေဂီတာတွေနားထောင်လိုက်မယ်ပြဇတ်တွေကြည့်မယ်ရုပ်ရှင်တွေကြည့်မယ်အစရှိဖြစ်အဲ့ဒီလိုစိတ်ဤသက်သာမှုစိတ်ဤတာယာမှုဖြစ်လာအောင်အနုပညာဆိုတာပေါ်ပေါက်လာရပါတယ်စာပေဟာလူရဲ့စာရိတ္တကိုလည်းပြုပြင်နိုင်ပါတယ်အကောင်ဆိုအကြောင်းကျိုးအမျိုးမျိုးကိုလည်းပဲပေးအပ်နိုင်ပါတယ်အလားတူစာပေတွေမဟုတ်ဘဲနဲ့ပြဇာတ်တို့ရုပ်ရှင်တို့အစရှိသည့်တို့ကလည်းအလားတူပါပဲရုပ်နဲ့အသံနဲ့ပြပြီးတော့ဆင်ခြင်တုံတရားရှိအောင်သို့မဟုတ်ပျော်ရွှင်အောင်ပြသခြင်းဖြစ်ပါတယ်ဒါကြောင့်လူရည်လို့ဖြစ်လာရင်တော့စောစောကကျွန်တော်စီရင်ခံတဲ့အတိုင်းခန္ဓာကိုယ်လည်းကျမ်းမာရမယ်မိမိရဲ့စိတ်ဓာတ်ကလည်းကျမ်းမာရမယ်ခန္ဓာကိုယ်လည်းချမ်းသာရမယ်မိမိရဲ့စိတ်လည်းချမ်းသာရမယ်အဲ့ဒီလိုကြိုးစားကြပါလို့မေတ္တာစကားပထမဦးစွာပြောကြားစီရင်ခံရပါတယ်ခင်ဗျာကျွန်တော်အခုခေါင်းစဉ်ဖြစ်တဲ့ပျော်ပျော်ရွှင်ရွှင်ပြဇတ်တခွင်ဆိုတာလေးဆက်ပါတော့မယ်ကျွန်တော်တို့ဟာအနုပညာလေ့လာလိုက်စားရတယ်လူတွေဖြစ်ပါတယ်1949ခုနှစ်ကနေပြီးတော့ရန်ကုန်ရောက်လာပြီးတော့ရန်ကုန်ပြဇတ်နဲ့ဝင်ခဲ့ရပါတယ်အဲ့ဒီမတိုင်ခင်10နှစ်လောက်စောပြီးတော့1939 40လောက်တည်းကကျွန်တော်တို့စသချင်းရေးမယ်လင်တီဇန်နီယာမယ်လင်တီတယောထိုးဂီတာတီစရှိပြောကျိုးတဒူရိယာကိုကျွန်တော်တို့ဆောင်ရွက်ပြီးတော့ဝါသနာကြီးလွန်းလို့အဲ့ဒီပညာကိုလေ့လာလိုက်စားခဲ့ခြင်းဖြစ်ပါတယ်ဒီပညာဟာလေလူရဲ့စိတ်ကိုသိမ်မွေ့စေပါတယ်ဒီအတန်လေးကြားရတာဒီဂီတတန်လေးနားထောင်ရတာရင်ထဲမှာအေးမြပြီးတော့ကျွန်တော်တွေ့ကြုံလေးတစ်ခုပြောပါမယ်1930နဲ့9နဲ့40ကြားဒုတိယကမ္ဘာစစ်မဖြစ်ခင်လေးမှာကျွန်တော်ကြိုက်လမြို့ကိုခဏဝင်ပါတယ်ရန်ကုန်မြို့ကနေပြီးတော့ကုန်ပစ္စည်းဝယ်ရင်းနဲ့ကြိုက်လမြို့ခဏဝင်တဲ့အခါကျတော့ညဘက်9နာရီခွဲ10နာရီလောက်မှာကျွန်တော်အတော်ကြီးမှာစကားပြောတယ်တကားတောင်ပိတ်ထားပြီစကားပြောနေကြရင်းနဲ့ပဲအင်မတန်သာတဲ့မယ်ဒလင်အတန်လေးကြားလိုက်တယ်အင်းရှင်ကဖြတ်ပြီးတော့တီးသွားတာကျွန်တော်အဲ့ဒီအတန်လေးကိုစွဲမဲ့ပြီးတော့မနေနိုင်တော့ဘူးကျွန်တော်တော့အတော်ကျွန်တော်ပြင်ခဏသွားပြစီဆိုတော့အတော်အခွင့်ပတ်ပြီးတော့တခါတည်းမင်းတို့ငါဖွင့်ပြီးတော့မှအပြင်မဲ့ထွက်လိုက်သွားတီးတဲ့လူကတော့အရှိကတီးပြီးတော့အခါတည်းထွက်သွားတယ်ပေါ့လေအဲ့ဒီနောက်ကကောက်လိုက်သွားကိုးဖြတ်လမ်းမှာသွားမိတယ်မိလို့ကြည့်လိုက်တော့တငယ်ချင်းစိတ်မောင်းတဲ့အဲ့ဒီစိတ်မောင်းဆိုတာနောက်တစ်ချိန်မှာလူချမ်းစိတ်ဝင်းဆိုတာဖြစ်လာတယ်တငယ်ပါပဲကျွန်တော်ကြောင်းနေပဲတငယ်ချင်းဟာစိတ်မောင်းအေးမင်းအဲ့ဒီမယ်လင်လေးငါတီးပြစမှာကွာဒါနဲ့ကိုလန်းထိပ်မှာထိုင်တော့ तू ကတေးတဲ့ကလေးတပုတ်တီးပြတယ်ဘောလေးလေးတပုတ်တီးပြတယ်ကျွန်တော်ယင်နေမှာဘယ်လိုခံစားမှမသိကောင်းလိုက်တာဒီတန်လေးကသာလိုက်တာဒီအချိန်မှာကျွန်တော်စိတ်ထဲမှာဒီပြင်ဘာမှမရှိတော့ဘူးဒီအတန်လေးကိုပဲမက်ပြီးတော့ဒီအတန်လေးပေါ်မှာပဲသာယာပြီးတော့စိတ်ထဲမှာကြည်နူးနှစ်သိမ့်ပျော်ရွှင်သွားတယ်အဲ့တော့တညာလုံးလည်းအိမ်ပြောတော့လူချင်းလုံးလို့ဒါလေးဘာပဲလုပ်ရအောင်လုပ်ပါမလဲပါညာနဲ့မိုးလင်းသွားတယ်မိုးလင်း9နာရီလောက်ကြာတော့တစ်ဖက်ကြီးပါတောက်ပြီးတော့အဲ့ဒီစိန်မောင်တို့ကြီးလိုက်သွားပြီးစိန်မောင်တို့တွေ့တော့တကယ်ချင်းစိန်မောင်ကအဲ့ဒီမယ်လင်လေးရောင်းกว่าဟာမရောင်းချင်ပါဘူးကွာတော့ကြည့်လိုက်တော့သူမိမထွက်လာတာသူကဘလူးလဲကွာဆိုအဲ့ဒါငါမိမကွာငါအိမ်အောင်ကြနေပြီဟောအေးမင်းအိမ်အောင်ကြနေတယ်ဆိုရင်မယ်လင်တီးနေလို့ဖြစ်မလားမင်းအလုပ်လုပ်အောင်မှာပေါ့ကိုယ့်ဘက်ကိုဆွဲတဲ့စကားနဲ့ပြောရတယ်ပြောတော့သူမိမလည်းပဲနားရောက်လာဟုတ်သားပဲတဲ့ချင်းအိမ်အောင်ကြနေပြီပဲဆိုတာတခါတည်းဒီမယ်လင်အလကားလျှောက်ပြီးတော့တီးနေလို့ဖြစ်မလား
ဖြစ်နေအေးအဲ့တော့မျိုးတည်းနင်ပြောကြည့်ပြောဟာလားနင်းယောက်ျားပါအလုံးလုံးမှနင်တို့စားမှာဘောဘာနဲ့တစ်ဖက်လဲတို့ပေးရတယ်ကိုကလိုချင်နေပြီဟိုအဲ့ဒါနဲ့သူဝိမသူစောင်းကန်းနဲ့ကြည့်ပြီးတော့မှဟိုငါ10ပေးกว่าတယ်ဟိုတော့က miss kiss ဆိုတဲ့ဟိုအင်္ဂလိပ်အစိုးရဟိုဘာဘောကုံတယ်ကြီးတွေရောင်းနေဟိုကကျွန်တော်တူရီကဆိုင်ရှိတယ်ပေါ့လေအဲ့ဒီကဝယ်လာတာ14ကျပ်လောက်ပေးရတယ်ဟောင်းနေပြီဆိုတော့30နဲ့ပဲသူကပေးလိုက်လို့ကျွန်တော်မှချက်ချင်းပတ်စံ30ကိုထုတ်ပေးပြီးတော့ဝင်းသားအားရဒီမယ်လင်လေးကိုပိုက်ပြီးတော့ကျွန်တော်ယူလာခဲ့ရပါတယ်ဒါလေးကိုမပြတ်မလတ်တီးပြီးတော့ကျွန်တော်အကူကလည်းဘင်ဂျိုတီးတတ်တယ်တရောထိုးတတ်တယ်သူကလည်းနီးဘေးလမ်းပြလေးနဲ့ကျွန်တော်ဘယ်လိုတီးဘယ်လိုနဲ့ဓာပြားတွေနားထောင်ဓာပြားတွေမှာအဲ့ဒီခေတ်ကပေါ်ခဲ့တဲ့သချင်းတွေရှိတယ်ပေါ့ဗျာမယ်လင်တန်လေးတွေပါတဲ့အောင်ကြီး8ပါးစပူကျွန်းမြင့်မို့ရွှေတောင်လုံးမှာဆိုတော့အဲ့ဒီအပိုက်မှာခေတ္တရာအေးကမယ်လင်တီးထားတယ်တခြားဟိုအခြေအစဉ်မှာလည်းဒီလိုပဲဒုတိယပိုင်းမှာအဲ့လိုပဲမယ်လင်လေးတီးထားတယ်အဲ့ဒီအတန်လေးတွေကိုအတန်ကြလေးတွေကိုနားထောင်ပြီးတော့သူ့ရဲ့လက်ကွက်ကလေးနဲ့တူအောင်ဘယ်လိုလုပ်ရင်ရမလဲဆိုတော့ဒါအကိုရဲ့ပြသမှုနဲ့ကျွန်တော်ကြိုးစားတဲ့အတွက်မယ်လင်တီးတတ်သွားပါတယ်ပြီးတဲ့နောက်တရောထိုးတတ်တယ်နောက်ဂီတာဆိုတာပေါ်လာတဲ့ဂီတာလည်းပဲကျွန်တော်တို့ဂီတာဆိုတာတော့ဘီနဲ့ဒီလိုတီးရတဲ့ဂီတာပေါ့ဗျာအဲ့ဒီလိုဂီတဘက်မှာဝါသနာကြီးလာပြီးတဲ့နောက်ပိုင်းမှာ1944ခုနှစ်ဂျပန်ခေတ်အဲ့ဒီမှာအာရှလူငယ်ဝန်ထမ်းအမျိုးသမီးဆိုတာဒီပေါ်လာတယ်ကျွန်တော်ဘယ်ဖွဲ့မှမဝင်ဘူးမဝင်မနဲ့မယ်လင်းနဲ့ပဲငါနေတော့မကွာမင်းတို့ဒီတန်ခါးရေးအဖွဲ့တွေကဘယ်မှမဝင်တော့ဘူးငါဂီတနဲ့ပဲငါပျော်တော့မယ်ဆိုပြီးမင်းတို့ကိစ္စရှိလားခေါ်လိုက်မယ်ဆိုပြီးအဲ့လိုလုပ်နေရကဝန်ထမ်းအမျိုးသမီးဖွဲ့ကမြန်မာတမတော်ကိုလှူဒန်းမှုအတွက်ပရိသာကပွဲကြီးတစ်ခုလုပ်ချင်တယ်မောင်တေးအောင်လုပ်ပေးစမ်းပါပြောတာအဲ့ဒါနဲ့ပဲကျွန်တော်ကပွဲကြီးတစ်ခုဖြစ်အောင်လုပ်ပေးလိုက်တယ်ကျွန်တော်ဇနီးအခု82နှစ်ရှိပြီသူ့အမ85နှစ်အခုတော့ကိုကွယ်လွန်သွားချပါပြီသူကစနေရတီးရတယ်မြို့ထဲမှာရှိတဲ့မိန်းကလေးယောက်ျားလေးအင်မတန်ချောချောမွေ့မွေ့လေးတွေအမှုပညာဝါသနာပါတဲ့ကလေးတွေအကုန်လုံးလာကြတယ်ပါကြတယ်အဲ့ဒီဝန်ထမ်းကပွဲကြီးကိုအောင်မြင်နဲ့1944ခုနှစ်မှာကျွန်တော်တင်ဆက်နိုင်ပါတယ်အောင်မြင်ခဲ့ပါတယ်ဘာဖြစ်လို့လဲဝါသနာကြီးလို့ဝါသနာကသိပ်ပြင်းထန်တဲ့အခါကျတော့ရွှေမန်းဒီမောင်ကတဲ့အထက်ကလုပ်ငန်းလုပ်သွားတဲ့အချက်ကလေးတွေအစမင်းသားတွေလုပ်သွားတာလေးတွေနောက်ပြီးတော့မှဂျပန်ခေတ်မှာပဲရုပ်ရှင်ကပွဲကြီးတွေကလုပ်သွားတဲ့အချက်ကလေးတွေဒါလေးတွေကိုမှတ်သားပြီးတော့မှကိုလူတွေနဲ့ကိုနဲ့အမှုပညာလေးတစ်ခုဖြစ်အောင်1944ခုနှစ်ကကျွန်တော်ဆောင်ရွက်နိုင်ခဲ့ပါတယ်ဒါတွေပြန်ပြောနေတာဘာဖြစ်လို့လဲဆိုတော့အလုပ်တစ်ခုဟာချက်ချင်းထလို့ချက်ချင်းအောင်မြင်တယ်လို့မရှိပါဘူးအခြေခံရှိရမယ်အခြေခံတောင့်တင်းမှသာဒီအဆောက်အဦကခိုင်မာမှာဖြစ်တယ်ဒီအလုပ်ကခိုင်မာမှာဖြစ်တယ်ဒီတော့အခြေခံလူတယောက်ဟာအခြေခံကောင်းရမယ်ဘာခေါ်လဲဆိုကျွန်တော်တို့အမှုပညာအဖြစ်ခေါ်ရင်တော့ဝန်းစာလို့ခေါ်ပါတယ်ဝန်းစာပြည့်ရမယ်ဝန်းစာရှိမှဝန်းစာပြည့်မှလူကျင်တဲ့အချိန်မှာကောက်ပြီးတော့ရေးလိုက်မယ်ကောက်ပြီးတော့ဆိုလိုက်မယ်ကောက်ပြီးပြောလိုက်မယ်စသဖြင့်ပေါ့အဲ့ဒီလိုပြောနိုင်ဆိုနိုင်ရေးနိုင်အမှုပညာကိုဖန်တီးနိုင်တဲ့အခွင့်အရေးတွေရလာနိုင်ပါတယ်ဒီတော့အနှစ်အလအမှုပညာပေါင်းများစွာကိုဘ ഹു သုဒရှာဖွေပြီးတော့ကျွန်တော်တို့လုပ်ခဲ့ရပါတယ်အဲ့ဒီလောက်ကရင်းနဲ့လည်းပဲရထားလို့မရသေးဘူးဆက်ပြီးတော့ကြိုးစားရသေးတယ်ဘာကြောင့်လဲဆိုတော့ကိုမသိတာတွေကအများကြီးနေပေတစ်ခုဟာဝင်မိပြီဆိုရင်ရောက်တာနဲ့ငါတက်ပြီးတော့မထင်ပါနဲ့ကိုမသိသေးတာတွေအများကြီးရှိလိမ့်မယ်ဒါတွေကိုရှာဖွေရလိမ့်မယ်ဥပမာအဖြစ်ကျွန်တော်ပြောပြပါမယ်1949ခုနှစ်ကျွန်တော်တို့လင်မယား2ယောက်နဲ့သားလေးဘိုးလေးကနေပြီးတော့ရန်ကုန်ထွက်ခွာလာတဲ့အချိန်သင်္ဘောပေါ်မှာ
အဲ့ဒီကကွန်ဘိုင်းနဲ့သွားတာပေါ့ဗျာအဲ့ဒီကတိုက်တဲ့ခိုက်တဲ့အချိန်တွေကိုတယောက်ပြပြခတ်ကြပါညာဆိုတော့သင်းမောအစီပေါင်း80 80ကြီးတာလည်းပါတယ်ငယ်တာလည်းပါတယ်နှစ်ထပ်လည်းပါတယ်တစ်ထပ်လည်းပါတယ်ပေါ့အဲ့ဒီလိုစုပေါင်းပြီးတော့မှကွန်ဘိုင်းနဲ့ဒီလိုသွားကြရတော့ဘိုးလေးကနေရောရောက်ရန်ကုန်ထွက်လာတဲ့အချိန်မှာကျွန်တော်မှဂီတာတစ်လုံးပါတယ်တန်တိတ်တာလေးကတစ်လုံးပါတယ်အဲ့ဒီလိတ်ကတစ်လိတ်ပါတယ်မိမတယောက်ကလေးတယောက်ကျွန်တော်ဝရဆိုတဲ့သင်္ဘောကြီးနဲ့သင်္ဘောပေါ်တက်တဲ့ဆိုလိုက်မြဲသင်္ဘောစီကအသိဖြစ်နေကိုကျွေးတဲ့အခုကာတွန်းတင်အောင်ကြီးရဲ့အဖေကိုကျွေးနဲ့ကိုခေမောင်ဆိုတာသင်္ဘောစီ2ယောက်သူတို့ပါလာကြတယ်သူတို့နဲ့လည်းကျွန်တော်တို့ကဟို39နှစ်လောက်တည်းမော်မန်ဂျွန်းအေဂျင်စီမှာသိလာခဲ့တဲ့လူတွေဖြစ်တဲ့အတွက်ကိုကျွေးစီကကျွန်တော်ကဘာကြားလိုက်ရလဲဆိုတော့မောင်မောင်ရေးတဲ့ကျွန်တော်နာမည်ကငယ်ငယ်နာမည်ကမောင်မောင်ပါမောင်မောင်ရေးတဲ့မင်းညီရတော့ကွာမောင်ကွာတော့ရောင်မှာတချင်းနေရေးနေပြီကွာတဲ့သူရေးတဲ့ချစ်ခွင်ပန်တချင်းမျိုးချစ်ဆိုတာအရန်ကောင်းနေကွာတဲ့ဝင်းသားတဲ့ဩငါညီလေးရန်ကုန်မှာတော်တော်ထုံထုံပေါ်ပေါ်အောင်မီဖြစ်နေပါဘောလားငါတော့တောမှာအိမ်တော်ကြပြီးတော့နေခဲ့ရသေးတယ်အခုရန်ကုန်ကိုစမ်းတဝါဝါနဲ့တက်ရတော့မယ်ဟုတ်လားရန်ကုန်ကြရင်ငါဘာလုပ်ရမလဲကိုတက်တာလည်းဂီတကိုဒီအမှုပညာဒါပဲကျွမ်းတော့ဒါပဲလုပ်ရမှာပဲလို့မှန်းတယ်အဲ့ဒါသင်္ဘောပေါ်ရောက်ရင်းနဲ့ထမင်းမှာဆက်စားတော့ပြီးတော့ဝိုင်းဖွဲ့ကြတယ်ကိုတွေ့ရတရောထိုးကျွန်တော်ကဂီတာတီးကိုခင်မောင်ကသချင်းဆိုပေါ့သားတို့ယုံကြည်ဒီရာငယ်မြည်ရေးကြီးချမ်းမြတပေါက်ကလေးကြာယုံနဲ့မိဘတို့ဝမ်းမငြိမ်းချမ်းသည်အသီးနှလုံးသားနှင့်တူညီကြီးမားသောမေတ္တာဂုဏ်ဤအဲ့ဒီခြေစင်းလေးပါတဲ့မိဘမေတ္တာတခြင်းကိုစပြီးတီးကြတယ်အစားအဆုံးတီးလိုက်တာပြီးသွားပြီပြီးသွားတဲ့ချိန်ကြတော့မှအဲ့ဒီကိုကျွေကကျွန်တော်နည်းနည်းမရှင်းမလင်းဖြစ်နေတယ်ဗျာဒီဆရာရွှေတိုင်ညွန့်ရေးတဲ့မိဘမေတ္တာတခြင်းရဲ့ခြေစင်းလေးကသားတော်ယုံကြည်တီတာငယ်မြည်ရေးကြီးချမ်းမြတပေါက်ကလေးကြယုံနဲ့မိဘတို့ကမငြိမ်းချမ်းသည်လို့ပါနေတယ်တကယ်မြန်မာစာပေထဲမှာရှိနေတာကသားတော်ယုံကြည်တီတာမြည်သားရေးကြီးချမ်းမြတပေါက်ကြကမိဘတို့ကငြိမ်းစရန်လို့ပါတယ်ငြိမ်းစရန်နဲ့မငြိမ်းချမ်းကြီးကတခြားစီဖြစ်မနေဘူးလားအဲ့လိုမေးလာတဲ့ခါမှာကျွန်တော်တို့ဘာမှမဖြေတတ်ဘူးကျွန်တော်တို့မပြေဆုံးသေးဘူးကျွန်တော်တို့တီးတတ်ပြီးဆိုတတ်ပြီးအသိတင်ရေးတတ်ပြီးသို့တော့အဲ့ဒီလောက်အထိနည်းနည်းတွေးနိုင်တဲ့အသိဉာဏ်မျိုးကျွန်တော်တို့မရှိသေးဘူးကျွန်တော်တို့မှမပြေဆုံးသေးဘူးဖြေခြင်းနဲ့ဘာဖြေရမှမသိဘူးဂီတသမားလို့ပြောနာမည်ခံပြီးတော့မေးလိုက်လို့မှမဖြေတတ်ရင်ဘယ်ဟုတ်တော့မလို့အင်မတန်ဝင်းနေသွားတယ်အင်မတန်စိတ်မကောင်းဖြစ်သွားတယ်ဟာငါတို့ရှာဖွေရမှာတွေအများကြီးကြံပါသေးလားတို့မသိတာတွေအများကြီးရှိနေပါသေးလားဆိုတတ်ယုံတီးတတ်ယုံရေးတတ်ယုံလောက်နဲ့မလုံလောက်ပါလားလို့တွေးခဲ့ပြီးပါတယ်ဒါကြောင့်ရန်ကုန်ရောက်လာတဲ့အခါမှာစာအုပ်နဲ့လက်နဲ့မချဘဲနဲ့အစစရပြောနိုင်အောင်စစရသိနိုင်အောင်အစစရဖြေနိုင်အောင်တတ်နိုင်သည်မြတ်ကျွန်တော်တို့ကြိုးစားလာခဲ့ရင်ဟာနှစ်ပေါင်းများစွာကြာတဲ့အခါမှာအခုလိုအသက်အရွယ်88နှစ်ဒီအရွယ်မျိုးရောက်လာပြီးတော့အခုလိုအခြေအနေမျိုးဖြစ်လာရင်ဖြစ်ပါတယ်ဒါဘာကိုပြောလို့တာလဲလို့ဆိုတော့လူဟာအစဉ်အမြဲကြိုးစားနေရမယ်လို့ဆိုလိုတာပါခင်ဗျာအင်ဂျင်နီယာလည်းပဲအင်ဂျင်နီယာနဲ့ဆိုင်တဲ့လုပ်ငန်းအဝကိုသူ့အတူတစတိုးတက်လာအောင်ဆောင်ရွက်ရမှာကြိုးစားရမှာရှာဖွေရမှာဖြစ်သလိုကျွန်တော်တို့အမှုပညာတွေများသည်လည်းပဲမိမိတို့တတ်နိုင်သမျှအစစရပညာတွေကိုခုလိုကြိုးစားရမှာဖြစ်ပါတယ်အားလုံးသောကျောင်းသူကျောင်းသားများသည်လည်းပဲတဒန်းကစပြီးတော့ဟိုအစဉ်အမြင့်ဆုံးအထိမကြိုးစားဘဲနဲ့တော့မရနိုင်ပါဘူးဒါကြောင့်ပြောချင်တာကဘာလဲဆိုတော့
လူဟာကြိုးစားရပါလိမ့်မယ်မွေးရာကသေတဲ့အထိကိုကြိုးစားပါလိမ့်မယ်ကြိုးစားမှုလုံလဝိရိယကိုမလျှော့ကြပါနဲ့လို့ပြောကြလိုပါတယ်အဲ့လိုနည်းနဲ့ကျွန်တော်ရန်ကုန်ရောက်လာတယ်ကျွန်တော်ဘုသူရရှာဖွေတာလေးတွေကိုတချင်းရအောင်ရန်ကုန်ကြတော့တကုံဆရာတင်နဲ့တွေ့ပြီးတော့ဆရာဟေးမင်းတချင်းရေးတာလားရေးပါတာရေးတတ်ပါတယ်ခင်ဗျာရေးကွာပါညာဆိုအဲ့ဒီတချင်းတစ်ပုဒ်ကကျွန်တော်တို့နည်းနည်းလေးထည့်ပြီးတော့ပြောချင်တာပြတ်ဇတ်တို့ဇတ်တပင်တို့ရဲ့အခြေခံသဘောလေးဇတ်တပင်ထွက်လာတယ်ဟုတ်လားတထေးကြီးပေါ့ဗျာထွက်လာတယ်ဆိုတော့ကျုပ်ကတော့တောင်ပြင်တထေးဖိုးသာဘေးဆိုတာကျုပ်ပေါ့ဗျာကျုပ်မှာသမီးလေးတယောက်ရှိခင်သူသားတဲ့ချောလိုက်လှလိုက်ဒါပြောစရာမရှိသူ့အမေကလည်းသူ့ငယ်စဉ်တည်းကကွယ်လွန်သွားတဲ့အတွက်နှိမ့်စာရောက်သွားတဲ့အတွက်ဒီသမီးလေးကိုပဲအရေးတကြီးကြီးကျုပ်မှနေရဟောအဲ့ဒါဘာဟုပြောတာလဲဆိုတော့သူဟာဘသူဖြစ်တယ်လေတောင်ပြင်တထေးဖိုးသာဘေးဖြစ်ကြောင်းသူ့မှာတဏှီမရှိတော့တဲ့အကြောင်းသမီးကလေးတယောက်ရှိတဲ့အကြောင်းဒီသမီးလေးလိမ်မာတဲ့အကြောင်းပရိသတ်ကိုသူကိုယ်တိုင်သူက self and so သူပြောနေရတာဒါဇတ်တပင်ရဲ့ပုံစံဇတ်တပင်ရဲ့သဘောပြဿနာကြတော့ဒီလိုမဟုတ်တော့ဘူးပြဿနာကြတော့ဘယ်လိုလုပ်ရအောင်ဆိုတော့တယောက်နဲ့တယောက်မိတ်စရာပွဲစားကြီးဥထုံးဝေပါလားဟုတ်တော့ဗောခင်ဗျာကဲခင်ဗျာလည်းပဲခင်ဗျားတို့ကုန်တယ်လုပ်ငန်းနဲ့လုပ်ကျွန်တော်တို့ကလည်းပွဲစားနဲ့လုပ်ဟောကုန်တယ်မှန်းသိသွားပြီပွဲစားမှန်းသိသွားပြီဒီလူကဥထုံးဝေဖြစ်တာသိပြီသူကကုန်ဖိုးဝဖြစ်တာသိပြီပရိသတ်သိအောင်အဲ့ဒီလိုမိတ်ဆက်တဲ့သဘောလေးတွေနဲ့ပြောရတယ်တခါလေကြတော့လည်းပဲဒီလိုတုံးနဲ့မပြောဘဲနဲ့တချင်းနဲ့ပြောတာလေးတွေရှိတယ်ဥပမာဖိုးပါကြီးနာမည်တော့ကြားဘူးကြားမှာပါလေလူတော့မြင်မှုကြမှာမြင်မှုမှာတောင်းစားလေးလက်ထပ်ပုံတို့ကတော့မြင်မှုပါလိမ့်မယ်ဖိုးပါကြီးကကျွန်တော်ဇလန်းတစ်ပုဒ်မှာဝါကျွတ်ပြီဆိုမှဖြင့်ဆိုတဲ့ဇတ်ထုတ်မှာသူကတတိမေ့တတ်တဲ့လူလို့ရတယ်ဘယ်အမှစဉ်းစားလို့မရဘူးမေ့ပြောမှကြာမေ့နေပြောမှကြာမေ့နေအဲ့ဒီပုံတရံကိုပရိသတ်သိအောင်ဘယ်လိုလုပ်ရလဲလို့ဆိုတဲ့ခါကျတော့ဝါကျွတ်ပြီဆိုမှဖြင့်ရှိုးဖွင့်ကပိုးဝင်ရှာနေစေနေတိုင်းမှာကျွန်တော်ကံကအလွန်ချမစွန်းမအမေမွေးတဲ့ကသတိမေ့ရတဲ့သူပါဖြောက်လို့မရဘူးအထူးစိတ်ပြည့်စရာမနစ်ကသတရင်ကျိုးမှာမိမတယောက်ပြင်တော့ကသူကပြုံးကိုကပြုံးလုံးလုံးမမမိပါသူကပြုံးကျွန်တော်ကလည်းပြုံးလုံးလုံးမမမိပါအိတ်ထဲကစာကိုထုတ်ပေးမယ်လို့တဲ့အချိန်မှာသူကအနာကခါတယောက်ထဲလားကွာဆိုတော့မှသတိဝင်လားလက်ဆက်တတော်ကဦးလေးစနီတူကြီးဖြစ်နေတာအဲ့ဒါဘာလဲလို့ဆိုတော့တရုပ်ဖော်လိုက်ရတာသူဟာသတိမိတ်တဲ့လူပါဟာလားနောက်ပြောရမယ်အဲ့လိုပြောဆိုတဲ့ရှင်ပရိသတ်ကဝါဆိုရီလိုက်ပြီးတဲ့နောက်ကြတော့မှဆိုပြီးထွက်လိုက်ကောဥကျင်ကြီးကတစ်ဖက်ကထွက်လာတယ်ဟာဟဲ့ကောင်မင်းပယ်သွားနေတာတော့ကနေပေါ့ခမရဘသူတို့မင်းရဲ့ဖေအဖေဦးတော်မေးနေသတိမရအဲ့လိုသဘောပေါ့ဟုတ်လားဆိုတော့ casting for တဲ့ချင်းဆိုတာလည်းပဲပြဿနာမှာရှိတယ် casting for တဲ့အပြင်ကိုလည်းပဲဥမာတချင်းတစ်ပုဒ်မှာဂျော်လီဆွေအဲ့ဒီဇတ်ထုတ်ကကျွန်တော်မမိတာကွာကားလိမ်မှာဆိုတဲ့ဇတ်ထုတ်ကထေးယုံမှာကားတယ်1949ပဲကျွန်တော်ချင်းစရေးပြီးကျွန်တော်တို့ဘိုးလေးမှာနေတော့တငယ်ချင်းတွေစူးပြီးတော့ဟိုပြောဒီပြောစကားတွေပြောကြတာပေါ့ဗျာကြည်တာနဲ့မြင်တာနဲ့စကားအကြောင်းတယောက်ကဟဲ့ကောင်ကြီးကြည်တာနဲ့မြင်တာနဲ့မတူဘူးကွာဒီကောင်ဘာပြောပါလိမ့်မလဲမင်းဘာဘယ်လိုဆိုရင်တာပြောသမောင်းဟာမြင်နေဆိုတာကမော်တော်ကားကြီးဖြတ်သွားတာဒုမို့လမ်းချဆွဲသွားတာအကောင်ကလေးတယောက်လျှောက်သွားတာအမတ်တမဲ့မြင်လိုက်တာကြည့်တယ်ဆိုတာသေးသေးချာချာမြင်အောင်ကြည့်တာ
ဒီတော့မြင်တာနဲ့ကြည့်တာလေကွာခြားတယ်အဲ့တော့နှစ်မြင်တကြီးနှစ်ကြည့်တကောလေးကကောတခေါ်တော့အဲ့တော့အဲ့ဒီဟိုပါပေါ့ဆောင်းပုတ်ကလေးပေါ့တယောက်နဲ့တယောက်ရည်စရာတွေပြောကြရင်နဲ့ကျွန်တော်ရန်ကုန်ရောက်လာလို့သချင်းရေးဖို့ဆရာကဂျော်လီတွက်သွားတယ်သချင်းလေးတစ်ပုဒ်တော့ဟာတာလေးရေးပေးလိုက်စမ်းပါဟုတ်ကဲ့ဆရာဆိုတော့သချင်းရေးတယ်ဂျော်လီဆွေကတစ်ဖက်ကထွက်လာတယ်သူကဘောင်းမီရွှေနဲ့ဘာနဲ့တက်တိုင်နဲ့ဟာနပါဆိုတော့ကောင်လေးနှစ်ယောက်ဆိုတော့ပြေးလာကြတယ်ဟေးဟေးဟောနေဘာဖြစ်နေရလဲဆိုဟာဒီကောင်ပေါ့ဗျာသူ့ကိုမကြက်တဲ့ကောင်မလေးကိုသွားပြီးတော့စာပေးတယ်ဗျာစာပြီးတော့ဟိုကနေတော့ဖဏနဲ့လှမ်းပေါက်လို့ထွက်ပြေးလာကြရတာမင်းတို့တော့မိုက်တဲ့ကောင်လေးပဲနီလန်းရှိတယ်ကွာမိန်းကလေးတယောက်ကိုပိုးတယ်ပန်းတယ်ဆိုတာစီကံတကြသူ့နီလန်းနဲ့သူပိုးရင်ဘာဒီလိုဖဏနဲ့ပေါက်စရာရှိမလဲအဲ့တော့အချိန်တန်အရွယ်ရောက်တဲ့လူပြိုပေါက်တွေဒီထဲလဲလူပြိုပေါက်ပါရင်ပါအောင်ပေါ့ဗျာဟမ်လားသိမှဆရာသေးချာပြောပြမယ်ဗျာဇေလေးတပူရေကိုတွေ့မြင်တော့ခါနှစ်ခါမြင်တစ်ခါကြည့်ပါနော်နှစ်ခါမြင်မှတစ်ခါသေးသေးချာကြည့်ပါနှစ်ခါမြင်လိုက်ပြီဒါသေးကြရင်တော့သေချာကြည့်တော့တစ်ခါကြည့်နှစ်ခါမြင်တစ်ခါကြည့်ပါနှစ်ခါကြည့်တစ်ခါဂောလေးကဂောတခေါ်တော့စိတ်မမောနဲ့ဗျာပြန်ပြောမယ်မှတ်စမ်းမပြန်ပြောမယ်မှတ်စမ်းမနှမြင်တကြီးနှစ်ကြီးတကောလေးကိုတခေါ်တော့ပါနှစ်ခေါ်တော့တစားပေးနှစ်စားပေးတလက်ဆွဲလက်ရဲရတာလေးလက်ဆွဲတချုပ်နှစ်ချုပ်တစ်ထောင်နှစ်ထောင်တကျွန်းပါနှစ်ကျွန်းကြရဲ့တကြိုးတော်အလုံးသေးကြဟာတာသချင်းဆိုတာအဲ့ဒီလိုပဲရှာပွေပွေလေးတွေရေးပြီးတော့မှပရိသတ်ကိုပြောအောင်ရွှင်အောင်ဟလားအတိတ်ပဲလေပေါ်သွားအောင်အဲ့ဒီကတော့မင်းမတ်ခမောက်သာထောင်ကြကြီးမှရဘယ်ပေးမလို့ပြပါနဲ့ဆိုပြီးလူချင်းခွဲသွားကြတယ်အတိတ်ပဲလေးရှိပါတယ်ဒါဟာ casting for တဲ့သချင်းပြောရွှင်ဟလားခုနပြောတဲ့ဟိုပြဿတခွင်ဆိုတာပြဿထဲမှာပါတဲ့အကြောင်းအရာလေးတွေဟာတချင်းလေးတွေကိုဂျာညပြီးတော့ထည့်ပေးရတယ်စကားပြောတာလေးတွေလည်းပါတယ်စကားပြောတာလေးတွေကဟာတာလေးတွေလည်းပါတယ်တကယ်ကိုမှတ်သားလို့တဲ့အကြောင်းအရာတွေပြောတာတွေလည်းပါတယ်ငယ်ကျိုးဆွေဆိုတာကြားဘူးကြမှာပါ1950ခုနှစ်ကပြဿအဖြစ်နဲ့ပြလာခဲ့တယ်ပြဿကြီးခါတိုင်းပြဿတွေမှာဆိုရင်တင်းင်းတွေနှစ်ပတ်14ရက်ကပါတယ်အဲ့ဒီငယ်ကျိုးဆွေကြတော့ပရိသတ်ကနှစ်သက်လွန်အားကြီးလို့တလတိတိတခါတည်းကိုယုံပြည့်ယုံရှမ်းကရပါတယ်ဒီတဲ့တိုးကလို့ရသေးတယ်နောက်ကအဖွဲတွေကတန်းစီနေတော့ကျွန်တော်တို့မှဆင်းပေးလိုက်ရတဲ့သဘောဖြစ်တယ်အဲ့လောက်ထိအောင်မြင်တဲ့ဇတ်ထုတ်ဘာဖြစ်လို့လဲပြသပုံပြသနီးလေးကပြိဿရင်ထဲမှာစွဲသွားအောင်ဆိုလိုက်တဲ့သချင်းလေးတွေကလည်းရင်ထဲမှာခံစားလာရအောင်ပြုမှုဆောင်ရွက်လက်တဲ့ဟာသလေးတွေကလည်းပဲတကယ်ကိုလှည့်လေရီမောမောဖြစ်အောင်ဖန်တီးနိုင်တဲ့အတွက်တလတိကပြနိုင်တယ်လို့ပြောချင်ပါတယ်အဲ့ဒီထဲမှာဇက်လိုက်မင်းသားအတူးနဲ့ဇက်လိုက်မင်းသမီးအသက်ဆိုတဲ့ကလေးနှစ်ယောက်သူ့တငယ်ချင်းကစမ်းရီငယ်စဉ်တွေကဓာတ်ပုံရိုက်ဝါသနာပါတဲ့ကောင်အတူးနဲ့အသက်တို့တငယ်ချင်း3ယောက်ကလည်းကြောင်းတူတူနေပြီးတယောက်အိမ်မတန်းကိုခင်တွယ်ချိခင်ကြတဲ့ငယ်ကျွန်းဆွေတွေအတူးရဲ့အဖေကအစိုးရအရာရှိဖြစ်နေတဲ့အတွက်ဒီမြို့လေးမှာရေရှည်မတည်နိုင်ဘူးအတူ6တန်း9တန်းရောက်တဲ့အချိန်မှာတမျိုးတွေကိုပြောင်းသွားရတယ်ပြောင်းသွားတော့ဇာမွေးဝဲကလည်းတန်းလန်းကြီးဖြစ်နေတဲ့အတွက်အတူကလိုက်မသွားနိုင်မင်းနဲ့အသက်တော်ကြီးမှာကြာရင်ခဲ့တယ်နောက်ပြီးတော့မှ
ကျောင်းပိတ်တဲ့ရဲ့ကြတော့မှပဲအဖေကြီးကလာပြီးပြန်ခေါ်သွားသောကြောင့်ဒီကလေး2ယောက်ဟာတငယ်ချင်း3ယောက်ကတကွေးတပြားစီနဲ့ဖြစ်သွားပြီးအသက်နဲ့ဆိုင်ကြီးကရွာမှာကြံရင်ခဲ့တယ်အတူကတော့မြို့ကိုပြောင်းသွားရတယ်တမျိုးဒီမျိုးပြောင်းရင်းနဲ့ပဲနောက်ဆုံးကြတော့ဒီဝန်တော်ကြီးကလည်းပဲဝန်တော်ကနေမြို့ပေါင်းဖြစ်မြို့ပိုင်းကနေပြီးတော့မှပါဖြစ်ပေါ့ဗျာအဲ့ဒီမှာတင်သူကနောက်အိမ်အောင်ပြုတ်ပြီးတော့အဲ့ဒီနောက်အိမ်အောင်ကပါလာတဲ့သမီးနဲ့အတူကိုပေးစားလိုက်တယ်တယောက်ကောင်လေးနဲ့ကောင်မလေးကွဲသွားပြီဒီလောက်ချစ်တဲ့ငယ်ကျွန်းဆွေတွေပေါင်းသင်းခွင့်ဆက်ဆံခွင့်မရဘဲနဲ့ကွဲကွာသွားကြရတယ်အဲ့ဒါလေးကိုရှိရပြထားလိုက်တယ်အသက်ဆိုတဲ့ကလေးမလေးအင်မတန်ကြီးမားတဲ့အန္တရာယ်ဒုက္ခမရောက်အောင်ကယ်ဆယ်လိုက်တဲ့ဖိုးပါကြီးနဲ့အကြောင်းအားလျော်စွာမိဘတွေကလည်းကဲညီအတူကလည်းပဲမင်္ဂလာဆောင်သွားပြီညီဒီတိုင်းနေလို့ဘာထူးမှလဲကိုကျေးဇူးရှင်ကိုညီယူလိုက်ပါတော့ဘာညာနာအတန်တန်ချတဲ့အတွက်နောက်ဆုံးမှမျက်စိမှိတ်ပြီးတော့ကိုပါကြီးနဲ့ပေါင်းလိုက်ရတယ်အော်ကိုပါကြီးနဲ့မင်္ဂလာဆောင်လိုက်ရတယ်မင်္ဂလာဆောင်တဲ့ညမှာကိုပါကြီးကတော့သူကချစ်နေတဲ့လူကိုပျော်ရွှင်ပြီးတော့သူ့တွင်ကချင်းပေါင်းသိန်းတွေကျွေးမွေးပါညာရဲ့ခါပေါ့ကောင်မလေးကတော့အိမ်ထဲမှာစိတ်ညစ်နေတယ်မင်္ဂလာဥညအတွက်ဘယ်လိုသူကြော်လွှားမလဲဘေးလုံးကြီးကိုသူမနှိမ့်ချိုက်ဘူးကတိမောမှာခါတဲ့လူတိမ်ပြီးတော့ခါငုတ်တုတ်ထိုင်လိုက်ကတိမောမှာပြီးတော့ကထိုင်မောပြေးထိုင်လိုက်သူလှုပ်ရှားပြီးတော့သူ့ရင်ထဲမှာမခံမရနိုင်အောင်ဖြစ်နေတဲ့အချိန်ဟိုဘာကြီးဟိုဘာအခမ်းပွဲပြီးပြီးတော့ခါတဲ့ဝင်လာတယ်ဝင်လာပြီးတာနဲ့ဒီမှာထိုင်ပြီးတော့ခေါင်းကြီးငုတ်ငတ်ဆက်ကြီးဖြစ်နေတဲ့အသက်ကိုလည်းတွေ့တယ်ကောလာမိမယာအိတ်သေးဘူးလားဘာများစဉ်းစားနေတယ်ဗျာတူတူဘောတူတူပဲလဲပင်ဖက်ခါအိရင်တိုင်ပင်မှာဟိုကမျက်စောင်းထိုးရှင်အိပ်ပါလားမျက်လုံးချင်းလည်းမဆုံနာတယောက်တည်းစီတွေးစားမရစီအသာနေစမ်းပါတယောက်တည်းမအိတ်တက်လို့အဖော်သတ်တာပါကြောချင်းကရင်ချင်းအဖို့ရာလင်မယားဘဝမှာအရေးကြီးတာသွေးစီးပါတော်ပါဓမ္မတော်ပါဓမ္မမဟာရယနဲ့စကားများနေတာစိတ်ကမချမ်းသာစိတ်ချမ်းသာအောင်ပါရမီဖြည့်မှာပြောပါခင်လူရာရှင်ပါဇက်ကိုလုံအောင်ပိတ်အခန်းထဲမှာတယောက်တည်းသွားအိပ်ပါအိုးခတ်တော်တာပဲဗျာမင်္ဂလာဆောင်ကားစားဒီလိုညမှာအိမ်နီးပါခြင်းများနဲ့ပတ်ဝန်းကျင်အခြေအနေကြီးကစိတ်တွေးနေဖို့မလိုဘူးဗျာရဲတောက်တမဏိလန်းစဉ်စခန်းကိုပြင်စမ်းပါအချိန်မဖြုံးပါနဲ့တအိမ်လုံးမှာ2ယောက်တည်းချစ်ချင်ဒါအဲ့ဒီလိုဒါဇုံတွဲခေါ်တယ်ဇုံတွဲသချင်းခေါ်တယ်နှစ်ပါးသွားသချင်းမဟုတ်ဘူးနှစ်ပါးသွားသချင်းဆိုတာတယောက်နဲ့ချစ်လို့မေတ္တာရှိလို့ဘာညာဆိုတဲ့ဒီဟာမျိုးဒီဇုံတွဲသချင်းစကားနဲ့ပြောလို့လေရပြီမဲ့စကားနဲ့မပြောတော့ဘဲနဲ့တချင်းနဲ့ပို့ပြီးတော့အထက်ခင်ရှိသွားအောင်ပို့ပြီးတော့စိတ်ဝင်စားသွားအောင်တချင်းနဲ့ဖန်တီးလိုက်တဲ့သဘောပါပဲဒီတော့ပြဇတ်မှာစောစောပြောတဲ့အတိုင်းမိမိကိုမိမိဘသူပါဆိုတဲ့သရုပ်ဖို့ရှိတယ်နှစ်ယောက်တကယ်ကိုချစ်ချစ်ခင်ခင်နဲ့နှစ်ပါးသွားဆိုတာလည်းရှိတယ်ပြီးတော့မှခုနပြောသလိုအပြန်အလှန်စကားပြောရမယ်အစားဇုံတွဲဆိုတဲ့တချင်းနဲ့ပြောမဲ့စကားတွေကိုတချင်းဖြစ်နဲ့လုပ်ပြီးတော့လုပ်ရတဲ့သဘောတွေလည်းရှိပါတယ်ပြီးတော့မှအလွန်တချင်းတယောက်တယောက်စိတ်ကွဲကွာသွားကြတဲ့အချိန်မှာဟိုကလည်းလွန်ဒီကလည်းလွန်ဒါပေမဲ့မိဘလည်းသိမှစိုးလူကြီးတွေလည်းမသိအောင်ကိုယ့်အမကြိတ်ပြီးတော့လွန်နေရတယ်ဒါဟာတကယ်သဘာဝတကယ်အပြင်မှာဖြစ်ပြနေတာသို့တော့ပြဿနာထဲမှာကြတော့အဲ့ဒီပြဿနာမင်းသမီးလေးဟာနှုတ်ကလွန်းယုံနေမဟုတ်ဘဲနဲ့တချင်းလေးနေပါလွန်းရတယ်ရုပ်ကလည်းလွန်းတယ်စိတ်ကလည်းလွန်းတယ်နှုတ်ကလည်းတချင်းအားဖြင့်လွန်းရတယ်ယောက်ျားလေးရဲ့ထို့အတူပေါ့ဗျာအဲ့ဒီသဘောတွေနဲ့နောက်ဆုံးဇက်ပေါင်းတချင်းဆိုတာလည်းပဲဒီဆိုကြရပါတယ်ဒါကြောင့်ပြဇတ်ရဲ့သဘာဝဟာရုပ်ရှင်ရဲ့သဘာဝနဲ့လုံးဝခြားနာပါတယ်တူမယောင်နဲ့ကွဲပါတယ်
ကျွန်တော်တို့ပြဇတ်ဆိုတာကပေ30ပေ40ပတ်ဝန်းကျင်ရှိတဲ့အဝန်းအဝိုင်းထဲမှာပြသရတဲ့သဘောရုပ်ရှင်ဆိုတာကတော့ကင်မရာနဲ့သူ့ရဲ့မှန်ဘလူးပေါ့ဗျာ lens ပေါ့ဒီမှန်ဘလူးရဲ့စွမ်းအားကြောင့်တခါတဲ့ပင်လယ်သမုဒ္ဒရာကြီးမှာသင်္ဘောကြီးတွေစစ်သင်္ဘောကြီးတွေ450တခါတဲ့ချီတက်လာတာလည်းပြလို့ရတယ်ကောင်းကင်ပေါ်မှာတခါတဲ့လေမြန်ကြီးတွေအစင်း100လောက်ပြန်သွားတာလည်းပဲအဝေးနဲ့တခါတဲ့ဇင်းနဲ့တက်ပါပြလို့ရတယ်အနီးကဆိုရင်လည်းပဲလက်ကလေးတစ်ချောင်းမျက်လုံးလေးတစ်လုံးဟုတ်လားအနီးကကျွန်တော်တို့ပြလို့ရတယ်အနီးအဝေးကိုကြိုက်တယ်လို့သိပ္ပံပညာနဲ့စွမ်းအားနဲ့ဖန်တီးထားတဲ့ကင်မရာဆိုတဲ့သဘော lens ဆိုတဲ့သဘောအဲ့ဓာတွေနဲ့ဖန်တီးလို့ရတယ်ကျွန်တော်တို့ပြဇာတ်ဆိုတာကတော့ဒီပေ40နဲ့30ဟုတ်လားရန်ကုန်မှာကျွန်တော်တို့အမျိုးသားဇာတ်ခုံဆိုရင်ပေခွင်ပေ40ရှိတယ်ဒါပေမဲ့တိုင်ပုံးတစ်ဖက်ခံလိုက်တဲ့အတွက်36ပေလောက်အကျယ်ဝန်းရှိပါတယ်နောက်ဘက်ကလည်းပဲပေ40လောက်တော့ရှိပါတယ်အဲ့ဒီဝင်းဝိုင်းတိုင်းမှာအတွင်းမှာအိမ်ကန်လည်းဖြစ်သွားတယ်ပန်းချံလည်းဖြစ်သွားတယ်တခါလေကျပင်လေကြီးလည်းဖြစ်သွားတယ်အဲ့ဒီလိုဖန်တီးယူရတယ်ဘာတွေနဲ့ဖန်တီးတယ်လဲ setting ဆိုတာ ਨੇ ဟုတ်လားလူတွေဖန်တီးထားတဲ့ဘိသုကပညာပကြီးပညာနောက်ပြီးတော့မှတခါလျှက်စစ်ပညာအဲ့ဒါတွေနဲ့ပူပေါင်းပြီးတော့မှဒီ setting ကိုအကျအနလုပ်ပြီးတော့တဘာဝကြအောင်ဖန်တီးရပါတယ်ရုပ်ရှင်ကတော့စောစောပြောတဲ့အတိုင်းပေါ့ဗျာအနီးကလည်းရတယ်အဝေးလည်းရတယ်တခုပါပုံကတော့ scene by scene နဲ့ cut by cut ကျွန်တော်တို့ရုပ်ရှင်ဆိုတာက scene by ကျွန်တော်ပြဇာတ်ဆိုတာက scene by scene scene ဆိုတာဒီဘောတခန်းပေါ့ဒီတခန်းကဗါတဲ့အင်္ဂါပြင်တော်အင်္ဂါမှာအတူရဲ့အဖေနဲ့အမေနဲ့စကားပြောနေကြတယ်စကားပြောနေကြရင်လည်းစာတော်ရောက်လာတဲ့အတွက်ဟဲ့ဘယ်ရစာပါလိမ့်မယ်ဘာညာဖောက်ကြည့်လိုက်တယ်ဖောက်ကြည့်လိုက်တော့မှမျက်နှာပြက်သွားတယ်ဟုတ်လားဥစ္စာနဲ့ဒေါ်ဆွေတို့ခင်ဗျာကျွန်တော်သိမ်းမောင်ဝင်းနေစွာနဲ့စာရေးလိုက်ရပါတယ်ကလေးများငယ်စဉ်ကတယောက်ပေးစားမယ်လို့အတူတူနေကြရမယ်လို့ဂရီပေးခဲ့တော်လည်းပဲအခုအချိန်မှာမဖြစ်နိုင်တော့တဲ့အတွက်ကျွန်တော်တို့ကိုဝင်းနေစွာနဲ့ဟလာခွင့်ပြုပါရန်လေးစားစွာအကြောင်းကြားပါတယ်ပါညာသာဖတ်ပြီးတော့ငယ်ကဂရီပေးပေမဲ့လည်းအခုကြတော့ယာရုချင်းဂုံတည်ချင်းကကွာခြားသွားတဲ့အတွက်တို့တော့စွန့်ပစ်သွားပါဦးလားတို့သမီးလေးကိုတော့မျက်လုံးလဲခွဲပြင်းနဲ့ဖြစ်သွားပါဦးလားဆိုတဲ့ချိန်မှာအတူတဲ့သက်တို့ကရောက်လာကြတယ်အဲ့ဒီတခန်းထဲမှာဖြစ်တာကိုဒီဝင်လေးတကူလေးမှပဲပြရတော့စောစောလုံးကအမူအရာလုံနေတဲ့အဖေနဲ့အမေပျော်ရွှင်တာစာလာပို့လိုက်လို့ဘယ်လိုပြေးစားပါလိမ့်မလဲဆိုတော့ကမန်းကနာကြီးကြတာပြီးတော့မှတခါစာဖတ်မိတဲ့အတွက်ဝင်းနဲ့ပက်လက်ဖြစ်သွားတာအားငယ်သွားတာဒေါပွားသွားတာရုပ်ရည်ရတခါတည်းပြောင်းသွားတယ်အဲ့ဒီအချိန်မှာအတူနဲ့အသက်နဲ့ကလည်းအဖေအမေအမဟုတ်လားဒီမှာအတူလေမမှတ်မိဘူးလားအတူရောက်လာတယ်ဘာညာနဲ့ပြောတယ်အဲ့ဒီစာပေးတာအတူကလည်းမသိဘူးအဲ့ဒီလိုစကလုံးတွေပြောတာတွေကိုတခန်းထဲမှာအကုန်လုံးကတခါတည်းစဆုံးပြောရတယ် one thing ဒီ thing တစ်ခုလုံးပြီးစီးသွားအောင်အမှုအရာရောစကားပြောတာရောအစအရာဆက်သွယ်မှုရောဟိုမှာရုပ်ရှင်ရိုက်တယ်ဆိုတာကတော့ cut by cut အဖိုးကြီးနဲ့ဘွားကြီးခန်းထဲမှာနေတာကိုတကတ်ရိုက်လိုက်တကတ်ရိုက်လိုက်ပြီးတော့စာပုတ်ကလေးဝင်လာတဲ့စာတကတ်ရိုက်လိုက်နောက်တော့စာပေးတဲ့စာဖတ်တာ close up သူက cut by cut တကတ်ချင်းရိုက်ရတာဟိုမှာက non stop တခါတည်းကိုတောက်လျှောက်အစာအဆုံးပြောနေရတယ်ဒါကြောင့်မို့စကားပြောမှုပို၍ကျွမ်းကျင်တာဟာပြဿနာသမားတွေပဲဒါကြောင့်ကြည်သေးတို့လူဦးသိမ်းမောင်တို့လူပုဂ္ဂိုလ်ကြီးတွေဟာအကယ်ဒမီတွေမျိုးရပြီးတော့တခါတည်းအပြောနဲ့အယုံနဲ့အပြနဲ့အိမ်မတန်းကိုသိကြအောင်လုပ်နိုင်တာဟာအဲ့ဒီပြဿနာရဲ့တန်ဖိုးပြဿနာရဲ့တကိုးတွေပါပဲလို့ကျွန်တော်ပြောချင်ပါတယ်
ကျွန်တော်တောက်ရည်လေးနဲ့တော့ဒီတော့ရုပ်ရှင်နဲ့ပြဿနာနဲ့ကြွားချတဲ့အကြောင်းအနည်းငယ်ကျွန်တော်ပြောပြပါပြီဒီလိုရုပ်ရှင်တွေကျွန်တော်တို့ပြဿနာတွေတေဂီတတွေပြည်သူကိုဖျော်ဖြေနေကြတာအားကြောင့်လေပရိသတ်တွေပြည်သူပရိသတ်တွေလန်းဆန်းသွားအောင်ပျော်ရွှင်သွားအောင်ခံစားသွားရအောင်လောကကြီးကဒီလိုဖြစ်တတ်ပါလားသတိတရားရသွားအောင်အဲ့လိုပြသနေကြီးဖြစ်ပါတယ်ဒီလိုပြသရတဲ့အတွက်လည်းပဲကျွန်တော်တို့ဇက်ခုံပေါ်မှာသို့မဟုတ်ဖလင်ထဲမှာဟာလားရုပ်ရှင်ဒီကျွန်တော်တို့ရုပ်မြင်သံကြားဆိုလဲဒီဖန်သားပေါ်မှာလောက်ကဆောင်ရွက်နေရတဲ့လူတွေကလည်းပဲမေတ္တာတရားငါတို့ကြည်နေတဲ့လူတွေငါတို့မမြင်ဘူးဟာလားဘယ်လိုသိမလဲဘယ်လိုကြည့်မယ်ဘယ်လိုမကြည့်ဘူးဘယ်လိုမှမသိနိုင်ဘူးဒါပေမဲ့မေတ္တာပို့နေကြတယ်ဩတို့ကြည့်ပြီးတော့ဝမ်းမြောက်ကြပါစေဝမ်းသာကြပါစေစိတ်ချမ်းသာကြပါစေပျော်ကြပါစေသတိတရားရကြပါစေအစရှိတယ်အဲ့ဒီလိုနီးနဲ့မေတ္တာပို့သလိုပရိသတ်ကလည်းပဲအဲ့ဒီတရုပ်ဆောင်မှုအောင်မြင်တဲ့သို့မဟုတ်တချင်းစုအင်မတန်ကောင်းတဲ့သို့မဟုတ်အတီးအင်မတန်ကောင်းတဲ့အနုပညာရှင်တွေကိုမြတ်နိုးကြတယ်စာပေကြတော့လေဒီစာပေရေးသားမှုထူးချွန်တဲ့ပုံကိုယ်တွေဆိုလို့ရှိရင်ပြည်သူပရိသတ်ရဲ့မေတ္တာအလိုလိုထိရောက်စွာနဲ့ဒီပုဂ္ဂိုလ်ခံစားသွားရအောင်ဖြစ်ပေါ်လာသေးပါတယ်ဒါကြောင့်အနုပညာဟာအနေပဲအသီးသီးမှာဝင်ဖို့ရအင်မတန်ခက်ပါတယ်ဝင်မိရင်လည်းပဲထွက်ဖို့အင်မတန်ခက်ပါတယ်ဝင်ဖို့ခက်တယ်ဆိုတာဘာပြောတာတော့ဆိုတော့ဝင်ဖို့ကတော့လွယ်တာပေါ့ဗျာအဲကျွန်တော်ကပတ်စံရှိတယ်ပတ်စံရှိတော့ကတည်းကဒီတိုင်းဝင်မကွာအဲငါကားကားရဲငါဘယ်လောက်ကုန်ခါမလဲကုန်မယ်ဒါပေမဲ့ talent ဆိုတော့ကိုယ့်ရဲ့ဗီဇပါရမီပါမလာတဲ့အတွေ့ဒီတထုပ်ပွဲခံမယ်ကြောက်သွားမှာတကယ်ကြိုးစားပန်းစားတကယ်ကိုဝါသနာပါတဲ့တကယ်ကိုဝါသနာကြီးတဲ့သို့မဟုတ်ဇွဲမတန်ကြီးတဲ့ရှိတဲ့အနုပညာဖြစ်ခြင်းလွန်းတဲ့ပုဂ္ဂိုလ်ကတော့ဖိုက်ဆန်ရှိမရှိသူ့အတတ်ပညာနဲ့သူကြိုးစားပြီးတော့ဒီနယ်ပယ်ကိုတိုးဝင်မှာပဲမရမချင်းမရောက်မချင်းမအောင်မြင်မချင်းကြိုးစားမှာပဲအေးကြိုးစားလို့ရသွားပြီရောက်သွားပြီပြည်သူကလည်းချစ်သွားပြီဆိုရင်အဲ့လူဒီနေတည်းကမထွက်နိုင်တော့ဘူးဒီနယ်ကတနယ်လုံးကဒီဟလားပြိဿအားလုံးကချစ်ခင်မြတ်နိုးမှုကိုခံယူရတဲ့အတွက်သူ့မှာပီတိတွေလျှံပြီးတော့အိုးတဲ့အထိကျွန်တော်တို့အခု88နှစ်ရှိနေပြီနောက်2နှစ်ဆိုရင်90ပြည့်တော့မယ်အဲ့ဒီဒီလဲကျွန်တော်လုံအောင်ပါပဲအလုပ်လုပ်အောင်ပါပဲကျွန်တော်တို့တတ်နိုင်သမျှသချင်းလဲဆိုအောင်ပါပဲရေးဆိုလဲရေးအောင်ပါပဲဘာကြောင့်လဲဒီနယ်တွေကကျွန်တော်တို့မထွက်နိုင်ဘူးပျော်နေတယ်အားလုံးနဲ့ရင်းနှီးရတာဝန်းစားရတာပျော်ရတာဟဲ့လားစိတ်ချမ်းသာရတာဘယ်တော့ကောင်းတော့ဒါကြောင့်ဝင်ဖို့လည်းခက်တယ်ထွက်ဖို့ကလည်းပဲကိုယ်တိုင်ကမထွက်ချင်ဘူးအိုးတဲ့မင်းရဲ့အထီကိုဒီလိုပဲနေကြရပါတယ်အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့လူအိုတွေရဲ့ခံစားမှုလေးကိုလူအိုတယောက်ကအခုတက်ရွယ်ရှိနေကြတဲ့လူတွေအကြောင်းကိုနည်းနည်းပြောနေပါတယ်စောစောကကျွန်တော်တို့စကားလေးစထားတဲ့ထဲမှာဇာတိဇရာဗျာရိမရဏဆိုတာပါပါတယ်ကျွန်တော်တို့ကတော့ဇရာတောင်နည်းနည်းကြောနေပြီအဲ့ဒီဇရာဆိုတဲ့အရွယ်ရောက်တဲ့အခါမှာအခိုးအမိလေးတွေရှိရတယ်တွဲမဲ့လူကိုလဲပြိုသွားမှဆိုလို့ဟုတ်လားမမြင်မကန်းနဲ့ဝင်တိုက်ပြီးမှဆိုလို့ဘေးကနေထိမ့်ပေးရတာမပေးရကျွန်တော်ကတော့ထီးလေးပဲထီးလေးနဲ့ကျွန်တော်ထီးတောင်ပဲရောက်လည်းမသိဘူးအဲ့ဒီထီးလေးထောက်ပြီးကျွန်တော်သွားတယ်ထ
ထီးလေးကြောင်းဆိုလို့ထီးလေးကြောင်းပြောပြအောင်လူကြီးတွေကအဲ့ဒီထီးလေးတွေကင်တတ်တယ်ဒုက္ခောက်ကလေးတွေကင်တတ်တယ်တောနေရအဖိုးကြီးတယောက်ကထီးလေးတစ်ချောင်းနဲ့ရန်ကုန်ကုံဝဲလာတယ်ကုံဝဲလာတော့တင်မောဆိုင်တာလည်းမနေ့9နာရီလောက်ကြီးဆိုတော့အတိအကျွမ်းအိမ်သွားပြီးနှိုးရမှာလဲအားနာတာကိုအဲ့ဒါနဲ့ပဲတဲခိုစခန်းတဲခိုရိပ်သာလေးတစ်ခုသွားပြီးတော့ကောင်တာကလေးကိုဟိုကောင်လည်းငိုက်နေတာ9နာရီဆိုတော့ဟဲ့တဲ့ဘာကြီးကွာတယောက်ခန်းလေးတစ်ခန်းတော့ပေးပါသားရဲ့နော်ခဏနားမယ်ငါဈေးဝယ်လာတာနေချင်းပြန်ကွာအဲ့တော့9နာရီကြာရင်ဘာကြီးခဏအဲ့ဒီဆိုတာမင်းတို့နှိုး9နာရီကြာရင်ဘာကြီးဈေးဝယ်သွားမယ်ဈေးဝယ်သွားပြီးတော့ညနေ3နာရီလောက်ကြာဘာကြီးပြန်လာမယ်ပြန်လာပြီးရင်ဘာကြီးခဏလဲမယ်နိုင်ဝက်လောက်တနာရီလောက်မိမ့်လိုက်မယ်မင်း4နာရီကြာဘာကြီးနှိုးဆက်နှိုးတင်ပါကြီးတင်မောဆင်းမယ်တင်မောပြန်မယ်ဘာကြီးတယောက်ဝေခန်းတော့ကုန်းနေပြီဗျာ2ယောက်ဝေခန်းတော့ရှိတယ်ဒါပေမဲ့တယောက်ဝေခန်းမယ်ပေးပါဘာကြီးပင်မလာတဲ့အတွက်အဲ့မှာအေးဟာကျေးဇူးပါပဲသားရဲ့ကျေးဇူးပါပဲဆိုပြီးမှအထုပ်ကလေးနဲ့ထီးလေးနဲ့ထန်းနဲ့ဝင်သွားပြီးတော့မေးလိုက်တယ်9နာရီကြာတော့လာနှုတ်တော့ဘာကြီး9နာရီထိုးပြီးအာဟေးဆိုပြီးတော့မှမျက်နှာပါတစ်ပြောခါပြီးတော့အထုပ်ကလေးဆွဲပြီးတော့ခါလေးသေးသွားတယ်3နာရီကြာတော့ဟုတ်တယ်ဒီတိုင်းပဲပြူပြန်လာတယ်ပြန်လာပြီးတော့ဟေးကွာငါတို့ကိစ္စပြီးပြီငါခဏမှေးမယ်နော်သားအေးမင်း4နာရီတိတိနှုတ်ငါတင်မောသိချင်းမှုရှိအေးဟုတ်စိတ်ချပါဘာကြီး4နာရီရောက်ဘာကြီး4နာရီထိုးပြီး4နာရီတောင်နည်းကြောနေပြီဘာကြီးဆိုတော့ဟောကမန်းကန်းထားပြီးတော့ခါတဲ့ထုပ်ပိုးလေးပါယူရပြီးတော့တက်ဆီငှားပြီးတော့ခါတင်မောသိကိုဆင်းသွားတယ်လမ်းတစ်ဝက်ရောက်ကြတော့မှသတိရတယ်ဟာအခန်းထဲမှာငါထီးကြံရေးခဲ့တယ်အဒီဥစ္စာဖုန်ကြီးငါ့ကိုစွန့်ထားတဲ့ထီးဒီဖုန်ကြီးပေးတဲ့ထီးတော့ငါပျောက်မခံနိုင်ဘူးပတ်စံကုန်ဝင်လဲကုန်ပြီပြောထားမှာပြောမတက်ကဲတက်ဆီသမားတက်ဆီဆရာပတ်စံဘာကြီးပို့ပေးပါမယ်ကွာဟိုစောစောကငါစီးလာတယ်မင်းတို့ဟိုတက်ခုတ်ရိတ်တာရှိပါခဏပြန်စမ်းပါအဲ့ဒီမှာငါထီးလေးကြံရေးခဲ့ပြန်ယူလင်းရပါတယ်ဘာကြီးပြန်ပါဟိုကြတော့အဲ့ဒီကောင်တာလူပဲဟဲ့တကယ်မင်းငါအခန်းတော်လေးခဏပြန်ပြီးစမ်းပါငါထီးလေးကြံရေးခဲ့လို့ဟာဘာကြီးကျွန်တော်ဘာကြီးလက်ဆင်းသွားဟိုညာကစားလေမရအခန်းလာငါးတာနဲ့2ယောက်ခန်းအဲ့ဒါလေးကျွန်တော်ငှားလိုက်မိတယ်ဗျာအဲ့တော့သူတို့စီကတောင်းရင်တော့ရမှာပါဘာကြီးသွားတောင်းပြီပါအေးသိကျေးဇူးပါပဲသားဆိုပြီးအနာကသွားပြီးအခန်းသားလေးရောက်တော့အထက်အတန်ကြားတယ်ဒီသပင်လေးကဘလူးသပင်လေးလေကိုဥစ္စာလေးပေါ့ဒီတဖူးလေးကကိုဥစ္စာပလီပါပြောဒီနည်းရကလေးရဆိုတော့သိကြီးမခံနိုင်ဘူးဒုံနဲ့ဟဲ့တကယ်အတွင်းရတယ်ငယ်ဟေးအဲ့ဒီမိန်းကလေးရဲ့ခေါင်းကနေခြေထောက်ထိအားလုံးဟာမင်းပစ္စည်းမှန်ပါတယ်အခန်းတောင်မှာထောင်ထားတဲ့ထီးလေးကတော့ငါထီးပါကွာအဲ့ဒီလိုဘဘတို့ရွယ်မှာအကူဆိုတဲ့ထီးလေးပါလာရပါတယ်အခုဆိုဟိုဒီလာတော့အကူအထီးတွေမကဘူးမိမပါလာပြီးတော့မှဒီရွယ်ကြတော့သွားတွေကျိုးတယ်နော်နားတွေထိုင်းတယ်မျက်စိတွေကလည်းမှုံတယ်နားထိုင်းတဲ့အကြောင်းလေးနည်းနည်းပြောကြတယ်ကျွန်တော်ကဟိုမြေကြီးနားမှာဂျန်ကျွေလာထမိုင်းဟောပြောခဲ့ဘူးလေကျွန်တော်ကတော့တစ်ဖက်ကန်းခတ်နေပြီဗျာတစ်ဖက်ကန်းခတ်နေပြီဆိုလို့ပညာတွေသိတော်ပြီးတော့တခါတည်းကိုထူးထူးခြားခြားကြီးကိုတစ်ဖက်ကန်းခတ်တယ်လို့ဆိုလိုတာမဟုတ်ပါဘူးဒီဘက်နာလုံးဝမကြားတော့ပါဘူးကန်းနေပါပြီဒီဘက်မျက်စိကလည်းလုံးဝမမြင်တော့ပါဘူးကန်းနေပါပြီအဲ့ဒီတစ်ဖက်ကန်းပေမဲ့ဒီဘက်ကခွဲထားတဲ့မျက်လုံးနဲ့ဒီမှာနှစ်ကြက်ကလေးတတ်ထားတဲ့နဲ့ကျွန်တော်တစ်ဖက်ကန်းနဲ့ခတ်နေရတာပါဗျာဒီအမှုပညာနဲ့ပဲအဲ့လိုပြောမိပါတယ်စောစောပြောလို့ပဲသွားကြိုးနားထိုင်းတာနားလေးတဲ့လူကြီးတယောက်ကမော်တော်ကားစက်ဖုံးကိုဖွင့်ပြီးတော့ဟို၌ဒီ၌ဟိုနောက်ဖက်ဟိုလုတ်ဒီလုတ်နားထိုင်းတဲ့လူကြီးတယောက်ကမော်တော်ကားမောင်းပြီးတော့ဖြတ်လာတယ်အနားရောက်တော့ဟာကိုမသန်းဘာဖြစ်လို့လဲဗျာဓာတ်စီကုန်လို့လားဒီကလှမ်းကြည့်မဟုတ်ပါဘူးဗျာတဲ့ဓာတ်စီကုန်နေလို့ပါဩ
ကျုပ်ကဓာတ်စီကုမ္ပဏီတွေမှလို့ဗျာဆိုတော့ကိုပြောတာလည်းသူမကြားဘူးသူပြောတာလည်းကိုတရားအဲ့ဒါလေးကိုပြီးပြီးတော့ကျွန်တော်ကဘုန်းကြီးကျောင်းထဲကထွက်လာတဲ့လူကြီးတယောက်အပြင်ကစက်ပိန်းနဲ့လူကြီးတယောက်ကလှမ်းတွေ့လိုက်တော့အမေဥထေခင်ဗျာဘုန်းကြီးကျောင်းဘာလာလောက်တာတော့အမေသိပါတယ်ခင်ဗျာမနေ့ကခင်ဗျာမိမမနှင်းဆုံးသွားလို့နှစ်ပတ်လည်းဆွန့်ကြွရအောင်ခင်ဗျာလာတာမဟုတ်လားတဲ့ဟုတ်တယ်ဗျာတဲ့ကျုံမင်္ဂလာဆောင်ပြီလေတဲ့အဲ့ဒါမင်္ဂလာဆုံးကျွေးလို့ဗျာတဲ့ဟာကောင်းတာပေါ့ဗျာတဲ့ဒီလိုဆိုတော့သွားလေသူလေတာရုခေါ်နေတာနားမကြားတဲ့လူကသူပြောတာလဲကိုမသိကိုပြောတာလဲမသိရပြီလို့ဒီလိုပဲပြောကြရတယ်အဲ့သွားလေအကြောင်းပြောအခုလည်းကျွန်တော်သွားမှာအောက်ဖက်ကတော့တစ်ချောင်းပဲကြံတော့တယ်တချို့ကလည်းပဲ့ကိုရွက်ကုန်ရေပေါ်ကတော့နည်းနည်းကြံသေးတယ်ပေါ့ဘာပြောချင်လဲလေဆိုတော့အသက်အရွယ်ကြီးရင်လာတဲ့အခါမှာလူကချွတ်ယွင်းလာတယ်မျက်စိမုံတော့မျက်စိတမျက်မှန်တရတယ်နားထိုင်းတော့နှကြက်တရတယ်သွားမကောင်းတော့သွားတွေစိုက်ရတယ်ရွှေသွားပေါ့ဗျာတချို့ကြတော့လဲယူသွားပေါ့သွားကြောင်းကတော့ဒါနိုင်ငံခြားမှာဖြစ်တဲ့ဒါလေးအဖိုးကြီးက80အဖွားကြီးက86ဒါကြတော့သူတို့အိမ်ရှိကတန်းရလေးမှာအဖိုးကြီးကတန်းရလေးရဲ့အစွန်မှာထိုင်ပြီးတော့သတင်းစာဖတ်နေအဖွားကြီးကတန်းရအလေကောင်မှာတက်တင်းထိုးမျက်စောင်းထိုးပြီးတော့ကြည်တယ်စာဖတ်နေတဲ့ဖိုးကြီးနင်းနေငယ်ငယ်တုန်းကများဒီလိုမဟုတ်ပါဘူးလူနာကိုကြီးပဲအမြဲကတ်နေတာပါပဲအခုလိုဘယ်တော့မှမထိုင်ပါဘူးဖိုးကြီးကထိုင်သတင်းစာလေးယူလာပေးနေအေးကွာအခုလည်းထိုင်ပါတယ်ကွာပြင်ပါတယ်ဒါလည်းမဟုတ်သေးပါဘူးတဲ့ဒါကျမရဲ့သပင်းလေးကိုတတ်ပြီးတော့ဒီပဒုံးရောင်ကေတာလေးရလဲအိမ်မတန်ကိုချစ်စရာကောင်းနေလို့ကျမကိုပြောပါတယ်အခုလည်းပြောပါတယ်ကွာအခုအိမ်မတန်ကိုပလဲရောင်လို့ဖြူဖွေးနေတဲ့သပင်းလေးရလဲအိမ်မတန်ကိုချစ်စရာကောင်းပါတယ်ကွာဒါတွေဘယ်ကမလဲတဲ့ကျမနှစ်ပြက်ကိုဆက်နဲ့ကြိုက်ပြီးတော့တိတ်ချစ်တာပဲလို့ပြောတယ်တဲ့ဆိုတော့ဘုန်းကြီးကထသွားဘာလဲတဲ့ကျမပြောတာစိတ်ဆိုးသွားလို့လားတဲ့မဟုတ်ပါဘူးကွာငါသွားအခန်းထဲမှာကြံရင်ခဲ့လို့ပါစိုက်သွားကိုဗျာခန်းထဲမှာအဲ့ဒီလိုပဲဇေယျနော်လူဟာဆိုတော့ကျွန်တော်တို့ဗုဒ္ဓဘုရားရှင်ကိုယ်တော်မြတ်ကြီးဟောကြားတော်မူတယ်အနိစ္စဒုက္ခအနတ္တအနိစ္စအမြဲမရှိဘူးဘယ်သူမှအမြဲမရှိနိုင်ဘူးဘယ်အရာမှအမြဲမရှိနိုင်ဘူးမှန်လိုက်တာအမြဲသာရှိနေရင်အကုန်လုံးမြင်နေအောင်ကျွန်တော်လည်းရှိနေအောင်ကျွန်တော်အဖေလည်းရှိအောင်မှာအကုန်လုံးဘိုးဘွားတယောက်ဘလူးအကုန်ရှိမှာပေါ့နော်ရှိဘူးဒုက္ခမိုးလင်းနေရနေပြီးတော့အဲ့ရနိုးရနဲ့သွားတိုက်ရပြီသွားတိုက်မျက်နှာသိရပြီတညလုံးပေးရင်ညစ်ပတ်နေတာတွေကိုအကုန်လုံးစန့်ဆင်းသွားအောင်လုပ်နေရပြီဟမ်ပြီးတော့မှအစားအသောက်စားရပြီစားပြီးတော့မှတခါစွန့်ရပြီပြီးမှတခါရေချိုးရပြီဆပ်ပြတိုက်ရပြီအဲ့ဒါဝိသေစားသေးလဲရပြီအဟောင်းမြင်းနေမဖြစ်ခန္ဓာကိုယ်ကိုပြုစုယူရလုတ်ကျွေးနေရတယ်ကျွန်တော်တို့တဖြည်းဖြည်းနဲ့ကြီးလာတဲ့အသက်ကြီးလာကြပြီအိုလာကြပြီအိုလာကြရင်တော့စောစောကကျွန်တော်စီရင်ခန်းတဲ့အတိုင်းသွားတွေလည်းကျိုးကုန်ပါပဲနားတွေလည်းထိုင်းကုန်ပါပဲမျက်စိတွေလည်းမှုံကုန်ပါပဲအိုမင်းကြီးရဲ့အရေးအကြောင်းတွေကအကုန်လုံးခံစားရမှာပဲဒါတွေကိုကြိုတင်သိရှိနားလည်ထားဖို့လိုပါတယ်ကြိုတင်သိရှိနားလည်ထားတဲ့အတွက်ကိုယ့်ရဲ့အသက်ကြီးတဲ့ပုဂ္ဂိုလ်များကိုယ့်ရဲ့ကျမ်းမာရေးချို့ယွင်းကြတဲ့ပုဂ္ဂိုလ်များကိုချင်းစာနာသောအားဖြင့်ပို၍ကရုဏာမေတ္တာစေတနာပွားများဖို့လိုအပ်ပါတယ်လို့ပြောချင်ပါတယ်ကျွန်တော်တို့တွေဟာဒီတိုင်းဘယ်နည်းနဲ့မှမနေနိုင်ဘူးအခုအင်မတန်နှုတ်ပြဆူပြေးတဲ့ကလေးတွေတစ်ချိန်သောအခါမှာမင်းတို့လည်းတို့လိုဘာတို့လိုဖြစ်လာမှာမလွယ်ဘူးအသေးချာလို့မှတ်ပါဒါကြောင့်ယောဂတစ်ခုစက်ကပ်လာရင်သို့မဟုတ်ချောင်းဆိုးလာရင်သို့မဟုတ်ခေါင်းကိုက်လာရင်နှာမွန်းလာရင်ချက်ချင်းလို့
အဲ့ဒီချက်ချင်းလွတ်ဆိုတဲ့စကားလေး၃လုံးကိုသိသိချာချာမှတ်ထားကြသမှာကျမ်းမာရေးနဲ့ပတ်သက်လာရင်ချက်ချင်းလွတ်ဆိုင်မထားနဲ့အဲ့ဒီယောဂကိုကြီးလာအောင်မွေးမထားနဲ့အဲ့ဒီနှာမွန်တာကိုကိစ္စမရှိပါဘူးဆိုတော့ထားရင်ပို၍မွန်လာလိမ့်မယ်ပြီးရင်ဖျားပါဝင်လာလိမ့်မယ်အပူတွေတက်လာလိမ့်မယ်ဟုတ်လားချောင်းဆိုတာပိုပြီးတော့ဟိုဆေးလေးပါလိဝါလိမ့်မယ်ချက်ချင်းမစားဘဲနဲ့ဒီတိုင်းလို့ရင်တမျိုးကြီးပြီးဖြစ်လာလိမ့်မယ်အဲ့ဒီတော့ကျွန်တော်တို့တွေဟာအစစအရာရာမှာချက်ချင်းလုပ်ရမယ်အလုပ်ကိုလုပ်ငန်းကြတော့လည်းချက်ချင်းလုပ်ရမယ်သို့တော့အထူးသဖြင့်ကျမ်းမာရေးမှာပို၍ရေးကြည့်ပါတယ်စောဆုံးကပထမဆုံးဦးဆုံးတွေကပြောတယ်ကျွန်တော်ပြောတဲ့ထဲကကျမ်းမာပါစေချမ်းသာပါစေလို့ဆုတောင်းတဲ့နေရာမှာကျမ်းမာခြင်းကိုရှေ့ကထားတာဟာအကြောင်းမဲ့မဟုတ်ပါဘူးအရေးကြီးလွန်းလို့ထားတာပါဒါကြောင့်ကျမ်းမာမှုနဲ့ကျမ်းမာမှုရဲ့အားနည်းချက်တွေ့လာရင်ပျောက်ကင်းအောင်ချက်ချင်းလုပ်ပါသူတစ်ပါးကိုလည်းပဲပျောက်ကင်းအောင်ချက်ချင်းလုပ်ပါလို့တိုက်တွန်းနှိုးဆော်လိုပါတယ်ကျွန်တော်တို့တွေဟာလူသားများဖြစ်ကြပါတယ်လူသားများဟာအခြားသောတတ္တဝါများတဲ့ပို၍အသိဉာဏ်ရှိပါတယ်ကျွန်တော်ဆောင်းပါးတွေတော်တော်များများရေးဘူးတာတယ်အပယ်၄ပါးဆိုတဲ့အကြောင်းလေးကိုကျွန်တော်ဖတ်เสียဆိုတဲ့ဂျာနယ်မှာရေးဘူးပါတယ်မြတ်စွာဘုရားဟောကြားတဲ့ဒီမှာရှိပါတယ်ကျွန်တော်တို့၅ပါးသီလခံရင်လည်းပဲအပယ်၄ပါးက၃ပါးရပြည့်၈ပါးရံသူ၅ပါးရွတ်ရပါတယ်အပယ်၄ပုံအပယ်၄ပါးထဲမှာနော်ငရဲတိရစ္ဆာန်ပိဋ္ဌာအပုကဲအပယ်၄ပါးငရဲကျွန်တော်တို့မမြင်ဘူးစာဖတ်ဘူးတယ်အယုတ်တွေမြင်ဘူးတယ်ကြောက်တယ်မရောက်ချင်ဘူးတိရစ္ဆာန်မြင်ဘူးတယ်ကြီးမားတဲ့တိရစ္ဆာန်တွေမမြင်ဘူးရင်နေရမယ်ငယ်ရွယ်တဲ့ငှက်ကလေးတွေစာလေးတွေခိုလေးတွေတော့မြင်ဘူးတယ်ခွေးလေးတွေတော့မြင်ဘူးတယ်ပိဋ္ဌာကြားဘူးတယ်ဖတ်ဘူးတယ်ကြောက်တယ်မဖြစ်ချင်ဘူးအတူတကယ်အလားတူပဲဒီတော့ဒီပြမမြင်ဘူးတာတွေဖတ်ဘူးတာတွေသာထားတကယ်ကိုမျက်စိနဲ့တအမြင်ရတဲ့စာလေးတွေခိုလေးတွေကြီးကန်းလေးတွေရဲ့ဒုက္ခကိုကြည့်ပါသူတို့နေစရာထိုင်စရာအိမ်ရှိလို့လားနော်သူတို့စားစရာအတွက်အစင်သင့်ရှိလို့လားအပြေလွှာဆန်းစီလေးတစ်စီးပဲစီလေးတစ်စီးရအောင်သူ့တဲ့ငါလူပြီးတော့စားနေရတဲ့ဘဝမျိုးနော်မိုးရွာရင်လည်းအစိုးနေပူရင်လည်းအချောက်ကျွန်တော်တို့ဖလဲရန်လာနေပါတယ်ဖလဲရန်လာရဲ့သူများအိမ်ရှိရဲ့ခေါင်းမိုးပေါ်တွေကြည့်လိုက်ရင်မိုးတွေကရွာနေတဲ့အချိန်မှာအဲ့ဒီမှာကိုယ်ပြီးတော့ခါတဲ့ခိုလေးတွေခိုစရာမရှိကတ်စရာမရှိဒီလိုနေကြရအဲ့ဒီဒုက္ခဟာဘလောက်ကြီးသလဲဘလောက်ပင်ပန်းသလဲဘလောက်ဆင်းရဲသလဲတိရစ္ဆာန်တော့ဒါတိရစ္ဆာန်ကျွန်တော်တို့မြင်ဘူးနေတဲ့တိရစ္ဆာန်ဒီတော့တခြားဥစ္စာတွေဒီတဲ့ပို့ဆိုးလိမ့်မယ်ဒီတော့ဘာလို့ရမလို့အဲ့ဒီတော့အဲ့ဒီဘဝတွေမရောက်အောင်လုပ်ပေါ့ကောင်းအောင်နေပေါ့ကောင်းအောင်စေတနာတွေထားကြပေါ့ကောင်းမှုကုသိုလ်တွေပြုကြပေါ့မကောင်းမှုကိုရှောင်ကျဉ်ကြပေါ့ဟုတ်လားမကောင်းမှုဟူသမျှငါမလုပ်ပါဘူးကွာဇွတ်ကိုတင်းပြီးတော့နေကြပေါ့လူတိုင်းဟာကျွန်တော်တို့လည်းမားတာတွေရွေးတာတွေတပုံတပင်ပါပါတယ်ရှိပါတယ်ခါတဲ့စင်းလုံးကျော်ကြီးကောင်းလာကြီးရဲ့မိုးရေရနေတော့ခုချိန်ထိအပြည့်ကင်းစင်လာပါကြီးရဲ့လို့မပြောပါဘူးကျွန်တော်တို့မှားခဲ့တာတွေအများကြီးရှိပါတယ်ဒီတော့မှားခဲ့တာသိလို့ရှိရင်မှန်အောင်ပြန်ပြီးတဲ့ဖို့ကတော့ကျွန်တော်တို့မှာအသိဉာဏ်ရှိသားပဲအသိဉာဏ်ကလေးနဲ့တွေးပြီးတော့ကောင်းတဲ့ကောင်းအောင်လောကရဲ့အကျိုးကိုဆောင်နိုင်သမျှဆောင်နိုင်အောင်မိမိရဲ့အကျိုးကိုလည်းပဲဆောင်နိုင်သမျှဆောင်နိုင်အောင်ဖန်တီးကြိုးစားကြဖို့အရေးကြီးကြောင်းပြောလိုပါတယ်ခင်ဗျာကျွန်တော်ဏိဂုံးချုပ်အားဖြင့်ကျွန်တော်ပြောလိုတဲ့အချက်တစ်ချက်ရှိပါတယ်အဲ့ဒါတော့ဘာလဲဆိုတော့လူဘဝဟာလူသားတွေရဲ့ကောင်းကျိုးကိုဆောင်သူ
များလေလေလူလောကကြီးဟာတာယာစုပြီးမှုရှိလေလေဖြစ်ပါလိမ့်မယ်ကျွန်တော်တစ်ခါထပ်ပြောရမယ်လူလောကဟာလူလောကကိုကောင်းကျိုးဖြစ်လာအောင်ဆောင်ရွက်တဲ့ပုဂ္ဂိုလ်များလာလေလေပို၍ကောင်းမွန်လေလေဖြစ်ပါလိမ့်မယ်ကျွန်တော်တို့မှာမေတ္တာကရုဏာမုဒိတာဥပေက္ခတရားရှိပါတယ်အလားတူပဲစိတ်ရဲ့စေတသိက်ဖြစ်တဲ့လောဘဒေါသမောဟမာနဒိဋ္ဌိဝိဇိကိစ္စပရိဒေဝဒေါမနတာသောမနတာအဲ့ဓာတွေလည်းရှိပါတယ်လူမှန်သမျှအဲ့ဒီဥစ္စာတွေနဲ့မကင်းနိုင်ပါဘူးကောင်းတာကိုယူပါကောင်းတာကိုလုပ်ပါမိမိရဲ့ဆင်ခြင်တွေးတောနိုင်တဲ့ဉာဏ်နဲ့စဉ်းစားပြီးတော့ဘယ်အရာဖြင့်ကောင်းလိမ့်မယ်ဘယ်အရာဖြင့်ရှောင်ကျဉ်သင့်တယ်ဆိုတာဒီသေသေးချာချာတွေးပြီးတော့ဒီလောကကြီးနဲ့တကွလူပေါင်းလောကကြီးနဲ့တကွမိမိတို့မိသားစုအပါအဝင်ဒီလောကကြီးနဲ့တကွအားလုံးသောပုဂ္ဂိုလ်များသရဝါများချမ်းသာအောင်ကိုယ်ကြီးစောင့်ရှောက်နိုင်ကြပါစေလို့မေတ္တာပို့ဆုတောင်းပါတယ်ကျွန်တော်တို့မှာအကြောင်းအရာတွေအမျိုးမျိုးရှိပါတယ်ပျော်စရာလေးတွေလည်းရှိသလိုလွန်းစရာဆွေးစရာလေးတွေလည်းရှိတယ်ပျော်စရာလေးတွေဆိုလို့မှတ်မိတာကျွန်တော်ပြောဦးကျွန်တော်ဒီဇင်ဘာလတရုတ်ပြည်နီးစားပေါ့ဗျာမူဆယ်ရောက်သွားပါဟောပြောပွဲပဲမူဆယ်ရောက်သွားတော့ကျွန်တော်ဘာစဉ်းစားမိလဲဘာသာမျိုးခြားစာစကားသင်ကြားသင့်သည်မှတ်ဒီစကားကျွန်တော်တို့ငယ်ငယ်ကသင်ခဲ့ရဘူးနည်းနားထောင်ကြည့်ပါနော်ဘာသာမျိုးခြားစာစကားသင်ကြားသင့်သည်မှတ်ဘာသာမျိုးခြားဆိုတော့ကျွန်တော်တို့ဘာသာမဟုတ်ဘူးပေါ့ဗျာဟုတ်လားအင်္ဂလိပ်ဘာသာဖြစ်ရင်ဖြစ်မယ်ဂျပန်ဘာသာဖြစ်မယ်တရုတ်ဖြစ်ရင်ဖြစ်မယ်ဂျာမနီဖြစ်ရင်ဖြစ်မယ်အဲ့ဒီဘာသာမျိုးခြားစာစကားတွေကိုကျွန်တော်တို့ရသင်ကြားသင့်သည်တဲ့အဲ့ဒါလေးကိုမှတ်ပါဆိုတဲ့စာလေးကိုကျွန်တော်ရခဲ့ဘူးလေဒီတော့တရုတ်ပြည်ရောက်သွားတဲ့ခါကျတော့ကျွန်တော် ਨੇ ခင်မရင်းနေတဲ့မိတ်ဆွေတွေကျွန်တော်မေးကြည့်တယ်ခင်ဗျားတို့ကတော့ဗျာတရုတ်ပြည်နဲ့ကပ်ရဲ့မူဆယ်နေတဲ့လူတွေဆိုတော့တရုတ်စကားတွေဘာလို့အနေပါတတ်မှာပဲအဲ့တော့ကျွန်တော်လည်းစကားလေးတစ်လုံးတစ်လုံးသင်ပေးကြပါလားဗျာအဲ့ဒါသင်ပေးမယ်ဗျာဒါဝင်းတာပါတယ်ကဲကျွန်တော်ဘယ်လိုမှားမလဲဆိုတော့မှတ်ရမလို့ဘူးလေခင်ဗျာကျွန်တော် ਨੇ အာဓာရှာဓာကိုခင်ဗျာတေးချာနားထောင်ပါနားထောင်ပါဟုတ်ကဲ့ကျင်းတွေ့ကွေးရှာဟုတ်ကဲ့ပြောပါနောက်တစ်ယောက်ကတုံတွေ့ခုံချာဘာအထိပ်ပဲလေဗျာကျွန်တော်နည်းနည်းကျွန်တော်တော့ပြောတာပြောတယ်ဘာအထိပ်မှနားမလဲဒုက္ခရောက်မှာဆိုလို့ပါကျင်းတွေ့ကွေးရှာဆိုတာဟာကျင်းတွေ့ရင်ကွေးရှောင်မှာဒါဖြင့်တုံတွေ့ကွေးရှောင်ဆိုတာတုံတွေ့ရင်ခုံရှောင်ရမှာဟောတုံတွေ့ခုံရှောင်ကိုဗျာအဲ့ဒီလူတွေနောက်တဲ့လူတွေနဲ့တွေ့လို့လည်းပဲရည်ခဲ့ရမောခဲ့ရပါတယ်ဒါတော့ကျွန်တော်ပြောချင်တာဘာလို့ကျွန်တော်တို့ဗုဒ္ဓဘာသာမြန်မာလူမျိုးများပြီးပွဲလမ်းသဘင်တစ်ခုတရားဟောသဘင်တစ်ခုဆရာတော်သမတော်များနဲ့စကြပြီဆိုရင်အခမ်းအနားစတယ်နမောတတ္တဘဂဝါထောထာတောသမန္တံဘုဒ္ဓတ္တသုံးခါရွတ်ဆိုပြီးတော့စကြပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဟာဗုဒ္ဓသာသနာစိရံတိတ်တူသုံးချိန်ရွတ်ဆိုပြီးတော့ကျွန်တော်တို့နေကုန်းကပအဆုံးသတ်ကြပါတယ်ပုဂ္ဂိုလ်အများအပြားကဒါဟာအခမ်းအနားတွေမှာနှခမ်းသက်ဆောင်ရွက်ရတဲ့စကားလုံးပဲလို့မှတ်ထင်နေကြပါတယ်ကျွန်တော်ရှင်းပြပါမယ်ဗုဒ္ဓသာသနာစိရံတိတ်တူဆုတောင်းကာတာဖြစ်ပါတယ်ဆုတောင်းတာကဗုဒ္ဓသာသနာစိရံတိတ်တူဗုဒ္ဓသာသနာ
ရှင်သောဖယားဟောကြားမွဲ့ဖို့300သောသာသနာတော်မြတ်သည်ဝါသီလသမာဓိပညာသိက္ခာ300တို့ဖြင့်ဆုံးဖြတ်တတ်မှတ်၍ထားအပ်သောဘုရားသာသနာတော်မြတ်သည်စိရန်အနေများမြောင်9000ရှိကြအခါတိုင်းအောင်ဒိဋ္ဌတုဝိဇာမောင်ကင်းထိန်ထိန်ဝင်း၍ပွင့်လွင်မသွေတည်ရပါစေသတည်းဒိဋ္ဌတုအလိစီနှင့်ဒုတိကပင်အကုန်ကင်း၍ရှင်လင်းသာယာတည်ရပါစေသတည်းဒိဋ္ဌတုမိစ္ဆာကျင့်ပြည့်ရန်သူဖြစ်လေမပြေမယွင်းကုန်ရောင်ဝင်း၍မူရင်တိုင်းသာတည်ရပါစေသတည်းဒိဋ္ဌတုဝိဒနာဝါရီယံမတိပဲလျံကြီးဝေရှွန်းနေစေဝွန်းသူထွန်လင်းဖြာဝေတည်ရပါစေသတည်းအားလုံးကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေလူဝဆန္ဒမှန်မြတ်ပြေဝကြပါစေဘေးပေါင်းရပေါင်းကင်းဝေးကြပါစေလို့ဆုတောင်းမေတ္တာပို့သပါတယ်